Harvard တက္ကသိုလ်ဘာမောက္ခရဲ့ဟိုကြည့်မယ် IBC News Harvard professor Arthur Bruce on the science of happiness ဆိုတဲ့အဲ့ဟာလေးကြည့်မယ်ဒီဟာပျော်ရွှင်မှုကိုလူတိုင်းရှာကြတယ်ပျော်ရွှင်မှုကfeeling တခုမဟုတ်ဘူးလို့သူပြောတယ်ဘာပဲပြောပေါ့သူပြောတဲ့ဟာတွေစိတ်ဝင်စားစရာကောင်းတာပျော်ရွှင်မှုကိုတဲ့၃ခုနဲ့တည်ဆောက်ရတာတဲ့တစ်ခုကတော့ရည်ရွယ်ချက်ကိုလုပ်ငန်းမှာကိုရည်ချက်အဲ့ရည်ရွယ်ချက်ထဲမှာ a sense of service ဆိုတာကအများအတွက်ဘလို့ကောင်းတော့ဆိုတော့အဲ့တစ်ခုထက်တွေးပြရမှာကို construction လုပ်တယ်ဆိုရင်သူများရဲ့ပြဿနာဖြေရှင်းပေးတာလေသူများပြဿနာဖြေရှင်းပေးတာသူများပြဿနာဘာလို့ဆိုနေစရာမရှိဘူးအမေကိုနေတဲ့နေရာကရာသီဥတုတန်မလုံဘူး privacy မရှိဘူးဆိုရင်basic needs မရှိဘူးပေါ့ဘဝအခြေခံလိုအပ်ချက်မပြည့်စုံဘူးပေါ့အဲ့ဒီဘဝအခြေခံတွေပြည့်စုံအောင်တို့ဖြည့်ဆည်းပေးမယ်ဒါကြောင့်စောက်တဲ့အခါမှာအဲ့ဒီစိတ်လေးနဲ့အဲ့ဒီရွေချက်နဲ့စောက်တယ်ဆိုရင်အင်္ဂလိပ်လို meticulous ဖြစ်တယ်ခေါ်တာပေါ့ meticulous ဖြစ်တယ်ဆိုတာအသေးစိတ်လေးတွေအသေးစိတ်တချို့နေရာမှာအသေးစိတ်လေးတွေလိုသွားလေရေချုံခန်းထဲမှာ slope လေးလောက်တာနည်းနည်းလိုသွားဆိုရေကအိုက်နေရောဥပမာလေးပြောပြတာအဲ့တော့အဲ့နေရာမှာအဲ့ပညာတော့အရင်အခက်ကြီးမဟုတ်ဘူးအဲ့ workmanship ကဒါပေမဲ့ဘာလေးလို့တော့ a sense of purpose လို့ a sense of service လို့တာပေါ့အသုံးပြုမဲ့လူအဲ့တခြားလူတွေရဲ့ဒီ customer တွေရဲ့လိုအပ်ချက်ကိုခရောင်းကပုံဘာနဲ့တွဲပြီးတော့ပြောတော့ဆိုတော့မုံဝင်ကားတဲ့နဲ့တွဲပြီးတော့ပြောရတာလေအရင်တော့ဖုံတီအတွေ့မတွေးတတ်ဘူးစာထဲမှာအပိဓိမာထဲမှာသုတ်တန်ထဲမှာဓာတ်တွေကပြည့်နေမှာဒါမှမတွေးတတ်ဘူးဘန်ကောက်မှာရှိတယ်ဂျူလာလုံငွန်တက္ကသိုလ်ရဲ့SARSEN business school ဆိုသူတို့ business school lecture ပေးဖို့အတွက်ဖိတ်ခိုင်းတာဖုံသွားပြောတယ်ပြောပြီးရင် feedback တယောက်လာပေးတယ်feedback ပေးတဲ့တယောက်က Germany Peter Trim ဆိုတယ် Trim က TRIM Trim company ကနှစ်150လောက်ရှိတယ်150ကျော်ပြီပေါ့သူက fourth generation တဲ့အဲ့မိသားစုထဲမှာအဲ့ company ပိုင်သူကဗုဒ္ဓဘာသာအတွေ့ကိုစီးပွားရေးထဲမှာ apply လုပ်လို့ရတယ်ပေါ့ဥပမာတဲ့သူပြောတာသူဒီဆက်ထီတွေကလထိုင်တွေဆိုဖာတွေသူအဲ့ဒီလုပ်ငန်းအဲ့ business လုပ်မယ်ဆိုရင်ပေါ့ဆက်ထီမရှိလို့အောက်မှာမထိုင်နိုင်လို့ပြဿနာရှိတဲ့လူတွေဒါမှမဟုတ်ဒီထိုင်ခုံတော့ရှိတယ်အဲ့ထိုင်ခုံကသူတို့နဲ့မကိုက်ညီဘူးနောက်ထိုင်တဲ့နေရာကမာနေတာလည်းဖြစ်မယ်ပျော်လွန်းတာလည်းဖြစ်မယ်နှိမ့်တာလည်းဖြစ်မယ်နောက်မိတဲ့နေရာအဆင်မပြေတာရှိမယ်လက်တင်နေတာအဆင်မပြေတာရှိမယ်အဲ့ဒါတွေကိုအဲ့ဒုက္ခတွေကိုသူဖြေရှင်းပေးခြင်းနဲ့ဒါကြောင့်သူတို့ရဲ့ပြဿနာဘယ်လိုရှင်းဆိုတာတခုပြီးတခုတနေရာပြီးတနေရာကြာနာသူရနာလုပ်ပြီးတော့သူပစ္စည်းသူထုတ်လုပ်တယ်ဆိုရင်နဲ့သူဘီလီယံနာဖြစ်မှာပဲမီလီယံနာမဟုတ်တော့ဘီလီယံနာဖြစ်မှာပဲဘာဖြစ်လို့ဆိုတော့အများရဲ့ဒုက္ခကိုဝိုင်းဝန်းဖြေရှင်းပေးတာလေလူ100ရဲ့ပြဿနာဖြေရှင်းပေးရင်အဲ့ဒါကြီးကျယ်တယ်အဲ့ဒါပိုကြီးကျယ်တယ်လူ1000ရဲ့ဒုက္ခကိုသိပြီးတော့သူတို့ပြဿနာဖြေရှင်းပေးတယ်အဲ့ဒါပို့ပြီးတော့ကြီးကျယ်တာတော့လူ1သန်းရဲ့ပြဿနာကိုဖြေရှင်းပေးတာပေါ့အဲ့1သန်းနဲ့ပို့ပြီးတော့အရေးတွေများသွားရင်အားထုတ်မှုလည်းပိုများတယ်ကို focus ကလည်းပိုများတယ်ကိုရဲ့ရည်ရွယ်ချက်ကလည်းပိုခိုင်မာတယ်အဲ့တော့သူများအကြောင်းများသူများရဲ့ဒုက္ခအကြောင်းများတွေးပြီးတော့အဲ့ဒုက္ခ
ကိုတန်းနိုင်တယ်လို့ relief လုပ်ပေးမယ်ယောနဲ့အောင်လုပ်ပေးမယ်ဆိုပြီးတော့အဲ့ဒီစိတ်နဲ့ဆိုရင်သူ purpose ရှိပြီပေါ့ခဏကဒီပြောသွားတဲ့ဗီဒီယိုထဲမှာလည်းပဲအခုဒီဗီဒီယိုထဲလည်းပါတယ်ဆမ်ဆာ Harvard တက္ကသိုလ်ရဲ့ business school ကဘာမောက်ခါရေးပဲနောက်တစ်ခုကတော့ satisfaction exercise ဆိုတဲ့အခါကဘုံဘုံတို့လုပ်ပြီးသားမုဒိတာပဲမုဒိတာအကြောင်းအလုပ်တော့လုပ်တယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုပြန်တွေးပြီးတော့မုဒိတာမဖြစ်ဘူးဆိုရင်ပင်ပန်းတဲ့လောက်ကျင့်နှံ့မှုမရဘူးကျင့်နှံ့မှုကမိုးပေါ်ကနေပြီးတော့လေအလိုလိုကြလာတာမျိုးမဟုတ်ဘူးနော်နည်းနည်းလေးအားဆိုင်ရတယ်အများကြီးအားမဆိုင်ရဘူးခဏတော့က6မိနစ်လောက်မုဒိတာလှုပ်ကြည့်တာလေစိတ်ထဲမှာပေါ်ပါသွားတယ်လှုပ်နိုင်တဲ့လူအနေနဲ့ဆိုရင်ပေါ့နော် connect လို့မရဘူးဆိုရင်တော့နည်းနည်းလေး confuse ဖြစ်ခြင်းဖြစ်နေအောင်မယ်ဒါပေမဲ့ကိုစူးစမ်းမှုကိုပြန်သတိရတယ်သူများစူးစမ်းမှုကိုအတိမပြုနိုင်တယ်ဆိုရင်အဲ့ဒီ6မိနစ်အတွင်းမှာရလိုက်တဲ့ငြိမ်းချမ်းမှုရလိုက်တဲ့ focus ကဘာနဲ့မှမတူဘူး focus ချက်ချင်းကောင်းတယ်အဲ့ဒီအလုပ်ပြီးတော့အလုပ်ထလုပ်ရင်ပေါ့နိုင်ဝက်နဲ့အလုပ်ရမယ့်အလုပ်မိနစ်20လောက်နဲ့ပြီးနိုင်တယ်တနိုင်လုပ်ရမယ့်အလုပ်မိနစ်40လောက်နဲ့ပြီးနိုင်တယ်ဒါဖြင့်2နိုင်ဆိုရင်မိနစ်40အချိန်ထွက်လာပေါ့တနိုင်မှာအချိန်မိနစ်20တက်တာသွားတော့မိနစ်40ထွက်လာတယ်နော်မိနစ်40ထွက်လာအဲ့တော့3နိုင်လို့မယ်ဟာ2နိုင်ပဲလုပ်ရတယ်2ရက်လို့မယ်ဟာ3ရက်လို့မယ်ဟာ2ရက်ပဲလုပ်3လလို့မယ်ဟာ2လပဲလုပ်ရတယ်အဲ့ဒါမျိုးတွေကွာတာ focus မှာကွာတာအဲ့ကြောင့် satisfaction exercise လို့ဒီထဲမှာခေါ်တယ် satisfaction အဲ့ဒီဟာကမုဒိတာအရေးကြီးတယ်လေ့ကျင့်မှနော်ဒီတိုင်းဖြစ်မလာဘူးမုဒိတာဖြစ်เสียကိုဝတ်စားတဲ့အဝတ်စားတွေလည်းမုဒိတာပေးတာပဲဝတ်ပြီးတော့မရဘူးအဲ့လိုအပ်တဲ့အလေးချင်းလေး10မိနစ်2မိနစ်ပဲအချိန်ပေးရမှာကိုမလုပ်လို့ဆရာဝန်ကြီးတယောက်ကဒီ YouTube ထဲမှာရှာနိုင်တယ်ဘုံဘုံအရင်တော့ဆိုရင်တော့ခဏသူ့ဗီဒီယိုကိုဖွင့်ပြတယ်40 seconds of compassion can save life ICU ထဲကဘာမောက်ခါကြီးပါ American second 40ပဲ10မိနစ်တော့မဖြစ်ဘူးဂယုဏထားလိုက်တာနဲ့လူနာရဲ့အသက်ကိုကယ်နိုင်ဆိုတော့သူရနာလောက်တာအဲ့ဒါ YouTube ထဲမှာ40 seconds of compassion can save lives second 40ဒါဖြင့်အဝတ်စားလဲနေတဲ့ချိန်မှာကိုကြိုးစားပြီးတော့ဒီဟာဝယ်ထားတယ်ကိုအသိမှတ်ပြုကုန်ချမ်းထုတ်လို့တဲ့လူတွေအသိမှတ်ပြုကုန်ချောထုတ်လို့တွေအသိမှတ်ပြုဒီဇိုင်းလို့အသိမှတ်ပြုကိုဒီတစ်ထည်ပဲဆိုရင်တော့ဒီဟာရဲ့အရန်စေးကြီးတယ်လူတိုင်းဝယ်နိုင်တယ်လူတိုင်းဝတ်နိုင်အောင်အများကြီးထုတ်လုပ်ထားတဲ့ mass production လုပ်ထားဆိုရင်ဈေးချို့သွားတာပေါ့ဒါပေမဲ့လူတယောက်က invest လုပ်မှသူဈေးချို့နိုင်မှာ positive thinking နဲ့တွေ့ရင်လေအကောင့်ဘက်နဲ့ရှုရင်ဈေးချို့သွားတာပေါ့အဲသူတို့ရဲ့ခံရတာတွေအတိမပြုတယ်10မိနစ်လောက်ပဲကြာတယ်အဲ့ဒီလိုပုံစံမျိုးနဲ့ကိုဝတ်စားကိုဝင် satisfaction ရတယ်အခုကျတော့ဟိုပြီးတော့လေတခါတည်းစိတ်ထဲမှာစိတ်ဖိစီးမှုတွေဖြစ်နေတာအလုတ်သွားခါနေဒီဝတ်တာဒီနေ့သူများထင်သေးမလားမသိဘူးလူကြားသူကြားတဲ့ဝင်တာအဆင်ပြေပါမလားဆိုခါတဲ့စေးကြီးတဲ့အဝတ်စားတဲ့ခါတဲ့ဝတ်ထားသေးတယ်စိတ်ကလည်းပဲစိတ်ဖိစီးမှုတွေ stress တွေဖြစ်သေးဆိုတော့နှလုံးသွင်းမှုမမှန်လို့နော်နှလုံးသွင်းမှုမှန် satisfaction လေ့ကျင့်ရတယ်ဘုံကိုယ်တိုင်လေ့ကျင့်ထားတဲ့ဟာတွေပါလေ့ကျင့်ထားတာ master မရခင်တော့ master တခုတော့ရပြီတခါတော့ဘဝလုံးဝပြောင်းလဲမယ်ထင်ကို satisfaction exercise မှမလုပ်တာလေမုဒိတာအကျင့်မှမလုပ်တော့လို့ဘာမှမထူးနောက်တစ်ခုလိုသေးတယ်နှစ်ခုလောက်ဆိုရင်တော့ဘုံထင်တာဟိုအရန်ကိုပြောနောက်တစ်ခုထပ်လုပ်တာနှစ်ခုရတော့ဘာမှမထူး
နောက်တစ်ခုထားလို့သုံးခုရမာစတာလို့ရတယ်ပျော်ရွှင်မှုနည်းနည်းမှဒိုးမလား exercise မှမလုပ်တာမုဒိတာမြတ်စွာဘုရားဘာဝနာဆိုတာက exercise ကိုပြောတယ်အလေးချိန်ပြောတယ်ဒါဖြင့်ဒီနေ့အလွတ်လွတ်ပြီးတော့အိမ်ပြန်ရောက်တဲ့အခါမှာကိုယ့်ကိုယ်3မိနစ်အချိန်ပေး2မိနစ်အချိန်ပေးပြီးတော့ဒီနေ့ငါဘာအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်အဲ့ဒီလိုလုပ်ရဆိုရင်တဲ့ satisfaction exercise ရတယ်နောက်တစ်ခုကတော့ share လုပ်တာကိုယ်နဲ့အများနဲ့ဘယ်လိုဆက်ဆက်တယ်ဆိုတဲ့ဟာ share လုပ်တာဘယ်အလို့အမှတစ်ခုတည်းလုပ်လို့မရအောင်မော်ဝင်ကချက်တာတော့မှစောပိုင်းဘုံပြောသလိုတယောက်တည်းရဲ့လုပ်ငန်းနဲ့မရအောင်လုပ်ရနဲ့မရအောင်နော်စားထုတ်တဲ့လူရဲ့အခန်းကဏ္ဍပါတယ်ရေထိုးတဲ့လူတွေဒီအခုရအောင်ဆိုအဝီစီတွေအများကြီးသုံးရတာဆိုအဝီစီတွေဆက်လောက်တဲ့လူတွေမော်တာလောက်တဲ့လူဒီထွင်တဲ့လူတွေအများကြီးပေါ့အဲ့ဒီမော်ငါးထဲမှာထည့်ရပစ္စည်းတွေပထမဆုံးသူပြောမှာတော့ the red pill of humility တဲ့ humility လေးရှိရမယ်နိဝရဟောယူကျိုးရတယ်ပေါ့မှန်ချတာကိုပြောတာရှ िख ိုးပူဇော်ဖူးမြော်မှန်လျှော့ဘယ်လိုမှန်လျှော့တာဆိုတော့လောကရဲ့ထဲမှာဒုက္ခရှိတယ်ပြဿနာရှိတယ်အဲ့ပြဿနာကိုကအကုန်လုံးမဖြေရှင်းနိုင်ပြဿနာရှိတယ်ဆိုတာလက္ခဏာသူပြောတော့ the red pill of humility red pill ဆိုတာကဆေးနိပြားပေါ့မြန်မာဆိုရင်တော့ဆေးခါခေါ်တာပေါ့ဆေးခါမတောက်ခြင်းနဲ့တောက်ရတယ်လောကရဲ့ထဲမှာတခါတည်းကိုယ်မာနကိုမျိုးပြီးတော့လက်ခံတဲ့ဟာလေလူတိုင်းလုပ်ရတယ်ယာထူးကြီးလီပို့လို့ရလေယာထူးကြီးရင်သူ့ကိုမျောလင့်တာလည်းပုံများတယ်နောက်ပြီးတော့ယာထူးကြီးကမှသူ့မှာ resources တွေပိုနဲတယ်လေဆိုတော့သူကတိခွင့်ရတယ်အဲ့ကျမှသူကရွေးချယ်ရတာလေဘာပဲလုပ်နိုင်တယ်ဘာမလုပ်နိုင်ဘူးဆိုတာအဲ့မှာ humility တွေထားရတယ်အဲ့လိုမထားဘဲအကုန်လုံးလုပ်ချင်တယ်ဆိုရင်တော့ဘာမှမထီအောင်တော့ဘူးပေါ့ red pill humility ဒီနေရာမှာ red pill humility အကြောင်းသူ interview လုပ်ထားတာလူတယောက်ကcancer ဖြစ်တယ်တဲ့အဲ့ဒါကိုသူလက်မခံဘူးဘဝက perfect ဖြစ်ရမယ်ပြုစုံငါတလောက်ကြိုးစားငါမှမိသားစုရှိတယ်ဝင်ငွေကောင်းတယ်ဘာဖြစ်တယ်ဆေးလေးလည်းမသားဘူး cancer ဖြစ်တဲ့ခါကျတော့အဆုတ် cancer ဖြစ်တဲ့ခါကျတော့သူလက်မခံနဲ့ဒီဆရာကြီးရေးတဲ့ဆောင်းပါးကိုသူဖတ်ရတာ red pill humility အဲ့ဒါမြင်တဲ့ခါကျတော့ဟုတ်တာပဲလောကရဲ့ထဲမှာကိုဖြစ်ခြင်းနဲ့မဖြစ်ဘူးဒုက္ခဆိုတာရှိတယ်အဲ့ဒီအကိုလက်ခံလိုက်ရောဘဝပုံမှန်ပြန်နေနိုင်တယ်တဲ့အဲ့လေသူပြောပြတာပုံမှန်စကားအနေနဲ့ဆိုရင်တော့ဒုက္ခသစ္စာရှိတာကိုလက်ခံလိုက်တာပဲပေါ့ကဲအဲ့ဒါလေးကြည့်လိုက်အောင်CBS Morning, so you know what that means. It's time for Beg Knows America. See what we did there? We find the heart in every single story. For this week's story, contributor David Begnaud was in our studio to bring us a lesson on the science of happiness. Today we're learning how to live happier, and what you are about to hear is backed up by research. Our guest is Professor of Happiness, Arthur Brooks. Arthur is a best-selling author and columnist who studies the science of happiness at Harvard University. His work has inspired the likes of Oprah, Matthew McConaughey, Presidents Barack Obama and George W. Bush, and people all over the country, like David Cornbrooks from Arlington, Virginia. He says Arthur's writing helped him find meaning in the face of a heartbreaking diagnosis. A little over 2 years ago, after sort of a dull pain in my rib, sharp pain in my chest, went to the doctor, found out that I was stage 4 lung cancer. I didn't know that you could get lung cancer without having smoked before. I don't think I dealt with that initial shock right away. And, you know, I kind of went back to my regular life, probably a little bit of denial. Same thing happened. My dad passed away when I was a senior in high school. Same kind of avoidance or denial of what was a pretty intense time as an 18-year-old, and then now a pretty intense time as a
40-year-old with, 2 young kids. Arthur Brooks came around at a time when I was ready and open to really feel what he was saying. The piece that really resonated was in The Atlantic, and it was called The Red Pill of Humility, and that's sort of the full acceptance of the truth about yourself. I was trying to hide these things that may not look perfect, and kind of leaned into vulnerability afterwards. I think before the diagnosis, I cried maybe a handful of times in my whole life. I think that's part of the expansion of the emotional band. I've cried probably a dozen or more times alone with my wife, around my kids. I think I live a deeper, more rich lifestyle now. Arthur Brooks, welcome to Times Square. Thank you, David. Hearing that, how does that make you feel? My heart goes out, but that's why I do my work. The truth of the matter is that everybody has suffering in their life. And what we can look forward to, if we're lucky, is to find meaning in that suffering and to share our lives with other people in a way that that meaning can come to them as well. And that's exactly what he's doing. He's actually turned this terrible diagnosis in his life from one of terror and one of pain and one of sadness into one of inspiration, one of teaching for other people, one of sharing. And that's one of the great secrets in life. He talks about the red pill of humility. Yeah. An article you wrote for The Atlantic. What is the red pill of humility? The red pill of humility is that we don't want to be humble. We want to hold ourselves up as strong. We want to look to other people as if we don't have terrible things happening in our lives. Here's the paradox, David. Mother Nature really doesn't care if we're happy. Mother Nature wants us to survive and pass on our genes. And so she imprints these behaviors in us that are not optimal, that are not the best, like make yourself look better than other people, focus only on yourself. And when you fight against that, you find that the secret to being fully alive, the secret to becoming a happier person is sometimes doing the opposite. When you want to hold yourself up as strong, sometimes you need to admit that you're weak. When you feel something that's making you sad, you need to go look for somebody else who's suffering and relieve their sadness as opposed to focusing on your self-care. Oh, that speaks to me. I'm telling you, when I am going through a funk, the way to get myself out of it is to look for something I can do in service to someone else. It's amazing. It's amazing. One of the things I've done a lot of research on loneliness, for example. When you're feeling lonely, the cure, the immediate cure, it'll switch it off, is to go find somebody who's lonely and relieve their solitude, relieve their isolation. Amen. It's amazing. It's the same thing as anything else. If you want more of something, give it away. Mother Nature doesn't tell you that, but that's a cosmic truth. You've got a formula for happiness? Yeah. So tell me this, what plus what will equal happiness? Yeah, happiness is not a feeling, and this is an important thing to keep in mind. Happiness is a combination of enjoyment of your life, satisfaction with your accomplishments, and a sense of the meaning of your existence. Enjoyment plus satisfaction plus meaning. Say with us here, count to research happiness formula. ပျော်ရွှင်မှု formula ပေါ့အသုံးခုရှိတယ်တဲ့ enjoyment ဆိုတဲ့ဟာက enjoy လုပ်တယ်ဆိုတော့ သူဘုန်းကြီးစကားနဲ့ပြောရင်တော့တရားရေးခေါ်တာပေါ့စကလုံးရဲ့ဇင်းမြစ်ကိုလိုက်တာပေါ့ဇင်းမြစ်ကိုလိုက်တယ် enjoy လုပ်တယ်ဆိုတာက join က J O Y နဲ့မတွေးဘဲနဲ့ J O I N နဲ့တွေးကြည့် enjoy လို့ဆိုတာ connect လုပ်တယ်သူရှင်းပြမယ်ဟာပေါ့စာအုပ်လည်းရှိပါတယ် How to live a happier life ဆိုတာသူနဲ့ Oprah Winfrey နဲ့အတူတူရေးထားတဲ့စာအုပ်တို့ကမ္ဘာပေါ်မှာ best selling ထဲမှာပါပါတယ်အဲစာအုပ် enjoyment ဆိုတာကကိုယ်နဲ့အများနဲ့ interrelated ဖြစ်တဲ့ interconnection ဖြစ်တဲ့အဲ့ဟာကိုအတိမတ်ပြုတာကိုပြောတယ်အညာမြညာသဘောတရားကိုအတိမတ်ပြုတာကိုပြောတယ်အညာမြညာသဘောတရားနော်ဒီရှေ့ပန်းလှလှလေးတွေထိုးထားတယ်
ထိုးတဲ့လူရဲ့ပန်းထိုးပညာလည်းလူတယ်စိုက်တဲ့လူတွေဒီထဲမှာဆိုရင်ပန်းဘယ်နှမျိုးတော့၃မျိုးဆိုရင်၃ချမ်းပဲအဲ့ဒါလူတယ်ပြီးတော့ဘာလို့တော့ဆိုရေပေးဖို့အတွက်အဲ့ရေပေးတဲ့လူတွေအခမ်းအနားလည်းလူတယ်အပြီးရင်အဲ့ခြံကခြံစည်းတွေရှိမယ်ခြံစည်းလှုပ်တဲ့လူတွေအခမ်းအနားပါတယ်ခြံစည်းလှုပ်ဖို့အတွက်ပစ္စည်းတွေထုတ်လို့လူအခမ်းအနားပါအများကြီးပဲအဲ့လူတွေရဲ့မေတ္တာလက်ဒီဘန်းထဲမှာရှိနေတယ်အဲ့ဒီဟာကိုမြင်နေဆိုရင် happiness ရပြီတဲ့ပျော်ရွှင်မှုရပြီအညမညအရေးကြီးတာပြောတာအညမညခဏတော့ငါဒီပထမဆုံးဗီဒီယိုထဲမှာကြီးတာတော့ loneliness ဆိုတာကဘာဖြစ်လို့အထီးကျန်စိတ်ဖြစ်တော့ဆို connection loss ဖြစ်သွားလို့ connection မရတော့လို့တခြားလူတွေနဲ့ connection မရတော့ပန်းကဒီမှာရှိနေတယ်ဒါပေမဲ့ဒီပန်းနားမှာထိုင်ပြီးဒီပန်းနဲ့ connection မရအောင်ကြိုးစားလူနားမှာနေတယ်သူတို့နဲ့ connection မရအောင်မမြင်ဘူးပေါ့သူတို့ကြိုးစားတာမမြင်ဘူးပေါ့သူတို့အောင်မြင်တယ်သူတို့အောင်မြင်တာမမြင်ဘူးပေါ့ဒါကြောင့်အညမရရေးချင်တော့ satisfaction အစင်ပြေတဲ့ဟာကိုအချိန်ပေးဖို့အချိန်ပေးပြီးတော့ပြန်တွေးဖို့ဘလောက်အရေးကြီးတော့ဆိုဘာဖြစ်လို့တော့ဆိုတော့ဘုန်းတော်ကအစင်မပြေတဲ့ဟာဆိုရင်အချိန်အများကြီးပေးတယ်လေအစင်ပြေတဲ့ဟာကျတော့အချိန်မပေးဘူး imbalance ဖြစ်နေတာပေါ့ emotion အဲ့ဒါကြောင့်မို့လို့ neuroplasticity မှာအုံနောက်အပြောင်းလဲနိုင်တယ်ဆိုတဲ့နေရာမှာအုံနောက်ကပြောင်းတာအဆိုးပဲဘာလို့ပြောင်းလို့ဆိုတော့ကိုအချိန်ပေးတာပဲကြည့်ပေါ့စိတ်ကျဉ်တ်တာနဲ့မကျဉ်တ်တာဆိုဘယ်ဟာကိုအချိန်ပေးတော့အဲ့လိုအချိန်ပေးတယ်အဲ့လိုအချိန်ပေးတဲ့ခါကျတော့ satisfaction မရနိုင်ဘူး satisfaction ဒီဟာကမုဒိတာပြောတာနော်ကျင့်နေမှုဆိုမုဒိတာပြောတာပြီး meaning ဒါစောပိုင်းကပြောခဲ့ပြီးအတိတ်ပဲရှိအောင်တွေးရမယ်အခုဘုံမတို့ပထမပိုင်းမှာဒီမုဒိတာကိုဒီ6မိနစ်မုဒိတာပွားသွားတဲ့အချိန်မှာကိုဟာကိုစူးစမ်းမှုကို satisfy ဖြစ်အောင်ကိုပြန်အသိမှန်ပြုတယ်သူများတွေကိုလည်းပဲအသိမှန်ပြုတယ်အဲ့ဒါမုဒိတာထဲမှာပါပြီမုဒိတာထဲမှာပါပြီနောက်သူများကိုအတိမတ်ပြုတဲ့ခါကျသူများခန့်ရနာကိုထဲတဲ့ခါကျတော့ဒါလည်းပါသွားပြီဒါမုဒိတာထဲမှာဒီနှစ်ခုပါသွားတယ်အဲ့နှစ်ခုပါအခုကျတော့ meaning အကြောင်းခရအောင်ကရှင်းပြပဲရှင်းပြတယ်ဒါမဲ့ဟိုလေ့ကျင့်ခန်းမလုပ်လဲအောင်အခုတခါလေ့ကျင့်ခန်းလုပ်မလို့ဟိုဆက်မရှင်းပြဘူးသူမိထားလို့ရKing construction ဆိုတော့အိမ်ဆောက်တယ်ဆိုတော့အိမ်ဆောက်တဲ့နေရာမှာ sense of service အကြောင်းရှိအောင်တွေးပေးပါနော်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာသူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာဖြည့်ဆည်းပေးခြင်းနဲ့စိတ်အခုဒီ MBA မှာသုံးတာတော့ customer care ခေါ်တာပေါ့နော်customer care တော့ customer care ကောင်းလေ marketing အဲ့ထဲမှာပါပြီးသားပဲနော် customer care marketing ထဲမှာအဲ့လိုပါပြီးသားfound ကိုကွန်စောထွန်းဟို Oxford မှာလေ Oxford တက္ကသိုလ်မှာသူလက်တက်ဘူးတယ်ဘုံလက်တက်ဘူးတယ်ဆိုင်ဖို့အကြီးမရှိဘူးဆိုင်ဖို့အကြီးမရှိဘူးဆိုင်ဖို့လေးတွေသေးလေးတွေနာမည်ကြီး college တွေ Oxford တက္ကသိုလ်ဆို college တွေကိုပြော college တွေစုပေါင်းတာပြောတာ college ရှေ့ရောက်နေပြီဘာ college မှမသိဘူးရေးထားတဲ့နာမည်တိတိလေးပဲတိတိလေးအလုံးနဲ့သူကပြတာအဓိကတော့သူစီရောက်သွားတဲ့ចောင်းသားတွေကိုသူခဲလုပ်တယ်ခီးဥစားတယ်ចောင်းသားရောက်မလာသေးဘူးចောင်းသားရောက်လာတာ ਨੇ ဘာလုပ်ရမလဲဆိုတာ information ကအတိအကျဖြစ်နေဟို essay ဘယ်နှခုရေးရမယ်ဘယ်တစ်ခုကိုဘယ်တစ်ခုကဟိုဘာခေါင်းစည်းနဲ့တ
ချို့ဆရာတွေဆိုရင်မေခွန်းလေးပါထုတ်ထားတယ်ဘယ်မေခွန်းဆိုရင်ဘယ်စာဖတ်မယ်ဘယ်စာမျက်နှာဖတ်ရမယ်အဲ့ဒါမျိုးတွေပါသူကအတိအကျလှုပ်ထားတာပေါ့တိကျလှုပ်ထားတာပြီးရင်ဆရာနဲ့တွေ့တယ်ဆရာနဲ့အပတ်စဉ်တွေ့တယ်အဲ့လိုဟာမျိုးအဲ့လိုဖြစ်တဲ့ခါကျတော့ကျောင်းသားကဘာတွေးတယ်နော်ဖတ်ခိုင်းတဲ့စာဖတ်လားဖတ်ပြီးတော့နားလည်လားဘယ်လောက်ထိနားလည်တော့ဆရာကနှစ်ပတ်သုံးပတ်အတွင်းမှာအကုန်လုံးသိတယ်အဲ့ကျောင်းသားအကြောင်းကိုအဲ့လောက်ထိခဲဖြစ်တယ်အဲ့လောက်ထိခဲလို့တယ်a sense of purpose ရှိရတယ်ပြောတာလမ်းခအနေနဲ့ဆို Oxford ဆရာတွေကလမ်းခအမြင့်ဆုံးမဟုတ်ဘူးအမြင့်ဆုံးမဟုတ်ဘူးဒါပေမဲ့ဆရာတွေကသူတို့လုပ်တယ်လို့သူတို့အယံခုံယူတယ် a sense of purpose ရှိတာကိုပြောတာရည်ရွယ်ချက်ရှိတာကိုပြောတာဗုဒ္ဓမြတ်စွာဘုရားနဲ့ဘုရားလောင်းနေနေဆိုရင်နော်လောကကြီးရဲ့ဒုက္ခကိုဖြေရှင်းပေးမယ်လူအများရဲ့ဒုက္ခကိုလူအများပေါ့နော်ဒုက္ခကြော်လွှားနိုင်အောင်ဝိုင်းဝန်းဖြေရှင်းပေးမယ်ရည်ချက်ကအကြီးအဲ့ရည်ချက်ကအဲ့လောက်ကြီးတဲ့ခါကျတော့အခက်ခဲတွေပါမီဖြည့်တဲ့ခါမှာအများကြီးပေါ့ဘာဖြစ်လို့နောက်မဆုတ်တာတော့တနည်းပင်ပြောမယ်ဆိုရင် satisfaction သူဘာလို့ရနေတာတော့ဆိုတော့ရည်ချက်ကအရန်ကို clear ဖြစ်လို့ညံကို clear ဖြစ်လို့အိမ်ဆောက်တဲ့နေရာမှာမိသမားအနေနဲ့နားမယ်ဆိုတော့ဘယ်နေရာမှာမိခလုတ်ထဲမယ်ဆိုရင်ဖွင့်တဲ့လူတွေအတွက်အဆင်ပြေတယ်အဲ့ဒီဟာကိုသူရေနာလုပ်တာနော်အိတ်ခမ်းတွေဘလို့နောက်ပြီးတော့ဘယ်လိုဆိုရင်နေအောင်ကဘယ်ကနေလာဘယ်ချင်းဆိုဘယ်ကနေလာတယ်ဆိုဥရောပမှာဆောက်ထားတဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေလေလျှက်စစ်မီးမရှိတဲ့ချိန်တော့ဆောက်ထားတာမနဲ့လည်းပဲဘုရားရှိခိုးနိုင်အောင်ညနေလည်းပဲရှိခိုးနိုင်အောင်သူတို့အလင်းအောင်လေးတွေပေးတဲ့နေရာလေးကြည့်ထားတယ်လေအဲ့ဒီဘုရားရှိခိုးကျောင်းကိုအသုံးပြုမဲ့လူတွေအဲ့ဒီလူတွေအတွက်တွေးထားတာပေါ့ခရောင်းကပြောတဲ့စကားနဲ့ဆိုရင်တော့ customer care ပြောတာပေါ့ဒီဟာကိုကရုဏာလို့ခေါ်တယ် compassion လို့ခေါ်တယ်ပါဠိလိုကတော့ပရဒုက္ခပနိယနလက္ခဏာဆိုတာသူများရဲ့ဒုက္ခကိုဖယ်ရှားပေးခြင်းနဲ့လက္ခဏာရှိတယ်တဲ့အဲ့ဒီဟာကိုကရုဏာလို့ခေါ်တယ် compassion ဒါဖြင့်ကိုယ် customer တွေလိုအပ်ချက်နော်အဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာဟာသူတို့ရဲ့ပြဿနာကိုဖြေရှင်းပေးတာပဲဘယ်နေရာမှာမီးဖိုချောင်းဘယ်နေရာမှာရေချိုးခန်းဘယ်နေရာမှာအိတ်ခန်းဘယ်နေရာမှာအဲခန်းဘယ်နေရာမှာကာရတဲ့နေရာဘယ်နေရာမှာကျတော့ventilation ဘယ်နေရာမှာကျတော့ lighting natural light အဲ့ဒါမျိုးတွေအကုန်လုံးထည့်ထွက်ပြီးတော့သူတင်တာလုပ်ပြီးတော့လုပ်တာသူတို့တွေအဆင်ပြေစေဖို့အတွက်အဲ့လိုမျိုးလုပ်တာပေါ့ဒါကအိမ်တအိမ်ကိုဆောက်တာပစ္စည်းဆောက်လို့မှာပါတယ်ပစ္စည်းတစ်ခုစီထုတ်မယ်ဆိုရင်လည်းအဲ့ဒီအတွေးမယ်ဆိုရင်a sense of purpose ရှိတယ်အဲ့ဒီ purpose ဒီရွေချက်ရှင်းလင်းတဲ့ပုံကိုကြမှာတဲ့ပျော်ရွှင်မှုကရနိုင်တာအထူးသဖြင့်အများအတွက်ရွေချက်ထဲမှာကိုယ်ရွေချက်ပါတယ်ကိုယ်ရွေချက်နဲ့အများရွေချက်နဲ့တူတူပဲကိုယ်အိမ်ဆောက်ခြင်းနဲ့သူများပြဿနာဝိုင်းဖြေရှင်းပေးလို့ကျန်တဲ့ဟာတော့သူ market က dictate လုပ်သွားတာသူဈေးကွက်ကသူ operate လုပ်သွားတာပေါ့ဆုံးဖြတ်သွားတာပေါ့ဆုံးဖြတ်သွားတာဒါကြောင့်မလို့ဒါက construction နဲ့နမူနာယူပြီးတော့ပြောတယ်အဲ့ဟာအိမ်မနေတယ်ဆိုရင်ပေါ့မိသားစုတွေချက်ပြုတ်တယ်
ချက်ပြုတ်ခြင်းရဲ့ရွေချက်ကိုရှင်းလင်းအောင်တွေးရမယ်မနဲ့စာစားဆိုမနဲ့စာမစားတဲ့နေ့ဆိုရင်ခန္ဓာကိုယ်ဘယ်လိုနေတော့နော်အာရချိုးတဲ့မှုဘယ်လိုနေတော့မူးဝေတာတွေဘယ်လိုဖြစ်တတ်တော့အာရကိုမိခိုးတဲ့ဒီခန္ဓာကိုဒီအာရမရှိရင်ဘယ်လိုဖြစ်တော့စားထောက်ပြီးတော့အင်အားရှိပြီးတော့ဘယ်လိုအလုပ်တွေလုပ်နိုင်တော့ညာမိသားစုလုပ်ငန်းတွေကုမ္ပဏီလုပ်ငန်းတွေတဲ့အားထိုင်တဲ့လုပ်ငန်းတွေလူမှုလုပ်ငန်းတွေအဲ့ဒါတွေလုပ်နိုင်အဲ့ဒီမနက်စာရဲ့အကျိုးကျေးဇူးကိုတွေးတယ်အဲ့ဒီလိုတွေးပြီးတော့အဲ့မနက်စာချက်မယ်ဒီအတွက်ချက်တယ်ဆိုရင်မနက်စာချက်ရတာကသူကကုသိုလ်ဖြစ်နေတာကိုယ့်ဟာကိုယ်စားဖို့ချက်တာနော်ဆွမ်းလောင်းဖို့မဟုတ်သေးဘူးကိုယ့်ဟာကိုယ်ချက်တာကုသိုလ်ဖြစ်နေစိတ်ထားတယ်လို့ a sense of service မြတ်စွာဘုရားဒုက္ခကြောင့်များတွေးပါတယ်ဒါဖြင့်မနက်စာမစားရင်ဖြစ်တဲ့ဒုက္ခအဲ့ဒုက္ခကိုကြည့်ပြီးတော့မနက်စာချက်ရင်ကုသိုလ်ဖြစ်တယ်တဲ့ကိုယ်ဒုက္ခလောက်ပဲကြည့်ရင်ကြည့်ပြီးတော့ချက်ရင်ဒီကုသိုလ်ကနည်းတယ်ပေါ့အများရဲ့ဒုက္ခကိုပါကြည့်ပြီးတော့မိသားစုထဲမှာ3ယောက်ရှိရင်သူတို့တွေမစားရရင်ဘယ်လိုဒုက္ခဖြစ်တယ်အစာယောဂလည်းဖြစ်နိုင်တယ်ဘယ်လောက်ထိဖြစ်နိုင်တော့ဆိုအစာအိမ်ကင်ဆာထိဖြစ်နိုင်တယ်အာဟာရချိုးတဲ့ malnutrition နေပြီးတော့ဒီကိုယ်ခံအားတွေညော့နေပြီးတခြားယောဂတွေအများကြီးဝင်တယ်အဲ့ဒါမျိုးတွေတွေးပြီးတော့အိမ်ရလူတွေကျန်းမာဖို့အတွက်ယောဂကင်းဖို့အတွက်ဒီမနေ့စာချက်တယ်ဆိုဘာပဲချက်ကုသိုလ်ဖြစ်နေတာအိမ်မှာပဲနေကုသိုလ်ဖြစ်နေတာနေ့လယ်စာချက်ညစာချက်ကုသိုလ်ဖြစ်နေတာနော်ကုသိုလ်ဖြစ်နေတာနော်ဘာဖြစ်လို့တော့ဆိုတော့ရွေချက်မှန်လို့ပါဠိမှာတော့အဋ္ဌစရိယလို့ခေါ်တယ်လောကထစရိယညာတထစရိယဗုဒ္ဓထစရိယမြတ်စွာဘုရားဒီဖရာလောင်းနေနေကြတော့သူ့အတွက်ရဲ့အမျိုးတွေသူသိတဲ့လူတွေအတွက်ရဲ့သူမသိတဲ့လူတွေအတွက်လောကထသူမသိတဲ့ဒီလောကလုံးလူတွေအတွက်ရဲ့ကိုယ်ယုံဒီရဲ့ချက်ကလေအယံကိုကြည်မာတယ်ဉာဏ်ကြည်မာအဲ့ဒါကိုဖရာလောင်းလို့ဗောဓိတတ္တဖရာလောင်းလို့ခေါ်တယ်ရွေချက်ကပထမဆုံးလုပ်ရမယ်ဟာ define လုပ်မယ် you have to define your purpose first after that everything becomes clear ဖျားလောင်းနေနေဆိုရင်အဲ့ဒါပဲသူရဲ့ရွေချက်ကိုပထမဆုံးရှင်းလင်းအောင်သူတွေးခေါ်လိုက်တယ်ဆုံးဖြတ်လိုက်တယ်အဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းရွေချက်မှန်ပြီးတဲ့နောက်ပိုင်းကျတော့အကုန်လုံးတောက်လျှောက်ရှောရှူတော့မဟုတ်ဘူးပေါ့နော်ခက်ခဲမှုတော့ရှိတာဒါပေမဲ့ resilient ကောင်းတာပေါ့ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်ကိုလှုပ်တဲ့အလုပ်နမူနာလေးပြမယ်ဒီရှေ့မှာထိုင်နေတဲ့ဆရာလေးတွေပရိယပฏิပတ်လုပ်တယ်ဆိုရင်ဒီပရိယပฏิပတ်ကဘာအတွက်တော့အဲ့ဒီဟာကိုရွေချက်မှတ်အောင်ထားနိုင်တယ်ဆိုရင်ပေါ့ထားနိုင်ဆိုရင်အဲ့ပေါ်မှာမူတည်ပြီးတော့ purpose ပေါ်မှာမူတည်ပြီးတော့ motivation လာတယ် motivation ပေါ်မူတည်ပြီးတော့ resilience လာတယ် resilience ပေါ်မူတည်ပြီးတော့ success လာတယ်ဘုံမတို့9မိနစ်လောက်ကိုယ့်ရဲ့လုပ်ငန်းကိုပြန်တွေးပြီးလုပ်ငန်းရဲ့ရည်ရွယ်ချက်ကိုနော်ရှင်းရှင်းလင်းလင်းဖြစ်အောင်တွေးပြီးပါအထူးသဖြင့်ကိုလှုပ်တဲ့အလုပ်ကအများအတွက်ဘလို့ကောင်းတော့အများပြဿနာဘလို့ကောင်းနေကိုရဲ့ဌာနမှာပေါ့ရုံးမှာဆိုရင်လည်းကိုလှုပ်တဲ့အလုပ်ကိုကဈေးလော်တော့မှဒီအလုပ်ကကုမ္ပဏီတစ်ခုလုံးအတွက်ဘလို့ကောင်းတော့ customer တွေအတွက်ဘလို့ကောင်းတော့ customer အတွက်ကောင်းတော့အဲ့ customer ကကုမ္ပဏီတစ်ခုဆိုရင်သူကနေပြီးတော့သူတို့ရဲ့ customer အတွက်ဘလို့ထပ်ပြီးတော့ကောင်းဆက်လက်ကောင်းသွားတော့အများကြီးပေါ့
အစကောင်းရင်အလဲကောင်းတယ်အဆုံးကောင်းတယ်တဲ့မြတ်စွာဘုရားကအစကောင်းအလဲကောင်းအဆုံးကောင်းအဲ့ဒါလေးဆင်ခြင်လိုက်ရအောင်နော်9မိနစ်စာရည်ရွယ်ချက်ကိုရည်ရွယ်ချက်ကိုပြန်တွေးပါလားကိုလုပ်တဲ့အလုပ်ရဲ့ရည်ရွယ်ချက်အထူးသဖြင့်အများရဲ့ဒုက္ခကိုဘယ်နေရာမှာဘယ်လိုရောနေအောင်လုပ်ပေးတယ်ဆိုတာလေးပါအောင်တွေးပြီး
ဖြည်ပါပြီအဲ့ဒီရွေချက်အရေးကြီးပုံအခုဘုန်းတို့ဒီလိုထိုင်နေကြတယ်ပြန်ထားတဲ့အခါမှာရွေချက်ကဒီခန္ဓာကိုယ်ရဲ့blood circulation သွေးလေးလက်ပတ်မှုပို့ပြီးတော့ကောင်းအောင်ထားတယ်အဲ့ရွေချက်လေးမမေ့ရင်တတိယရင်ထားတာကွာသူကထိုင်တဲ့ဒုက္ခထိုင်များလို့ဖြစ်တဲ့ဒုက္ခနဲ့အောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်သူကုသိုလ်ဖြစ်နေရတ္တများလို့ထိုင်ပေးဦးမယ်ရတ္တများကိုဒီခန္ဓာကိုအသုံးပြုရတဲ့ဝိရိယအသုံးပြုတဲ့အင်အားတွေနဲတော့အောင်ထိုင်ရင်တော့သူကတိတ်အားမဆိုင်ရဘူးလေရရင်ပိုအားဆိုင်ရတယ်လမ်းလျှောက်ရင်တော့ရက်တယ်ပိုအားဆိုင်ရတယ်အဲ့တော့အမြဲတမ်းလမ်းလျှောက်တယ်ဆိုရင်အင်အားတွေပိုသုံးရတော့ပေါ့ဣရိယာပုပြောင်းတာဆိုအဲ့ဒီသတိလေးနဲ့ကြည့်ရင်ရွေချက်ရှိနေတယ်နေရာတိုင်းမှာရွေချက်ရှိနေအဲ့ရွေချက်လေးကိုသတိရနေတာပေါ့ဒါဖြင့်ကိုအသုံးပြုတဲ့ပစ္စည်းတွေပေါ့ဒီနားမှာရှိတဲ့ဟာအမဒီ pointer လေးသူလှုပ်တဲ့ဟာအဆင်ပြေအောင်ဒီခပ်မြင့်မြင့်တဲ့နေရာကိုထိုးပြမယ်ဒါမှမဝေးနေရာထိုးပြမယ်ဆိုဒီဟာလေးအဆင်ပြေတယ်အဲ့ဒီဒုက္ခကိုဒီဟာလေးဖြည့်ရှင်းပေးတယ်ဖြည့်ရှင်းပေးတယ်သူရွေချက်ကိုတိအခါကျတော့သူ့ကိုကြည့်ပြီးတော့လည်းပဲမုဒိတာဖြစ်တယ်သူ့ရဲ့ရွေချက်ကိုတန်ဖိုးထားတယ်ပေါ့ဒီရေခွက်ရဲ့ဘုံမောခုကင်ထားတဲ့နောက်ဖန်ခွက်ရဲ့ရွေချက်ကိုကိုယ့်ကိုတွေးကြည့်ပါအထဲမှာရှိတဲ့ရေရဲ့ရွေချက်ကိုလည်းတွေးကြည့်ပါကိုယ့်ကိုပဲတွေးကြည့်ဒီရေတောက်တာဘာအတွက်တောက်တာတော့ dehydrate အဲ့ဒီဟာဆရာဝန်တွေသင်ပေးတယ်ဒီခန္ဓာကိုလိုအပ်တဲ့ရေဖြည့်ဆည်းပေးတယ်အဲ့ရေဓာတ်ချိုးတဲ့နေဆိုရင်ဘာတွေဖြစ်တယ်အဲ့ပြဿနာကိုသိပြီးတော့ဒီရေတောက်တယ်ဆိုရင်ရေတောက်တာလည်းမပြင်းတော့ဘူးရေတောက်တဲ့ခါမှလည်းပဲဒီခန္ဓာကိုမေတ္တာနဲ့ရေတောက်ရရောက်တယ်အဲ့ဒီလိုမျိုးပေါ့သူနေရာတိုင်းမှာသူရည်ချက်ရှိတယ်လို့ပြောချင်တယ်ရည်ချက်ရှိတယ်အဲ့ရည်ချက်လေးကိုကိုယ့်ရဲ့ရည်ချက်သူများရည်ချက်ကိုမြင်တဲ့အခါမှာလောကကြီးကလေကောင်းတဲ့လူတွေအများကြီးရှိတယ်ကိုအနာမှာအသုံးပြုတဲ့ကိုပစ္စည်းတွေပေါ့လွယ်အိတ်ကစားအဝတ်စားစားစရာတောက်စရာစားဒီ transport တဲ့ပို့ဆောင်ရေးအစားဆောက်ထားတဲ့လမ်းတွေအစားအကုန်လုံးသူတို့ကချမ်းသာမှုဒုက္ခကိုပေးနေတာကိုယ်သာကြည်တိုင်ပေါ့မကြည်တိုင်တော့မရဘူးဖေကဖေးမရပဲဖေကဖေးမရဒါကြောင့် project တစ်ခုလုပ်တော့မယ်အဲ့ project ကိုလည်းတခါတည်းပြီးစီအောင်လုပ်တော့မယ်ဆိုရင်ဒီတိုင်းနေရင် pressure များတယ် stress များတယ်စိတ်ပြေးမှုများတယ်ဒါမဲ့ဒီလို purpose ရှိတယ်အဲ့ထက်မှာပါတဲ့လူတွေနဲ့က connection ရှိတယ်ဆိုရင် pressure ကသူ့အတူနည်းသွားတယ်ဘာဖြစ်လို့တော့ဆိုတော့အောနောက်ကမန်ကန်တဲ့နေရာမှာသူ activate ဖြစ်နေလို့မမှန်ကန်တဲ့နေရာမှာကိုယ့်ရဲ့ emotion ကကိုယ့်ရဲ့အမြင်မမှန်ဘူးဆိုရင်ကိုဒီဖြစ်လာတဲ့ emotion ကလည်းပဲဘာဖြစ်တော့ stress တွေပိုများစေတာပေါ့အဲ့မှာအနောက်ကထုတ်တဲ့ဟော်မုန်းတွေလည်းတခါတည်း stress ပိုပြီးတော့ဒီစိတ်ဖိစီးပိုပြီးတော့များတဲ့ဟော်မုန်းတွေထုတ်တော့တာပေါ့ဆရာဝန်တွေပြောတဲ့ cortisol တို့ adrenaline တို့အဲ့ဟော်မုန်းတွေကသူထုတ်ပြီဆိုရင်စိတ်ကလေးပဲပို့ပြီးတော့
ပူပန်စေတယ်စိတ်ပူပန်သူ့ဘိုးထွက်ဆိုတော့ဒီလိုလဲနေတာပေါ့ဒါကြောင့်အစပိုင်းမှာပြတဲ့ဗီဒီယိုက neurologist နေနဲ့ဗာပြောဆိုတော့ဒီစိတ်ချမ်းသာအောင်ဆိုအုံနောက်ပြောင်းအောင်မယ်အုံနောက်ပြောင်းမယ်အုံနောက်ပြောင်းအောင်ဆိုရင်ဘာလို့မှာတော့စိတ်ပြောင်းအောင်မယ်ပြီးခဲ့တဲ့နှစ်60 90ဟောပဲဆိုရင်သိပ္ပံပညာဒီစကားမပြောအခုနေတော့မှဒီဗုဒ္ဓတရားတွေကသိပ္ပံပညာလောကထဲရောက်သွားတဲ့အခါကျမှစိတ်အကြောင်းတွေပြောတာပေါ့ chemistry ဖတ်ကြည့်လေ biology ဖတ်ကြည့်လေ physics ဖတ်ကြည့်လေစိတ်ကြောင့်မှမပါဘူးနည်းနည်းမှမပါဘူးသင်္ချာကြောင့်ဖတ်ကြည့်လေစိတ်ကြောင့်တော့မပါဘူးအနောက်တန်း psychology မှာသူကနှစ်တရာဆွန်းဆွန်းလေးပဲရှိတယ်ဒါမဲ့စိတ်ဝင်စားစရာကောင်းတာကဒီCharles Darwin ရေးထားတဲ့ emotion ကြောင့်သူကလည်း emotion ကြောင့်ရေးတယ် emotion 6ခုကြောင့်သူရေးထားတဲ့ဟာအဲ့ဟာကိုနောက်ပိုင်း psychologist တွေ expand လုပ်တာလေချဲ့တာလေအဲ့ဒါတော့ထားပါတော့အဲ့ဒါတော့ scholar တွေစိတ်ဝင်စားတဲ့လူတွေဖတ်ဖို့လေ့လာဖို့အခုလုပ်ငန်းခွင်မှာကြတော့ King Construction နေနေဆိုရင်ကိုဆောက်ထားတဲ့အိမ်တွေလေဖုန်းထဲမှာထည့်ထားမယ်အဲ့ဒါပြန်ကြည့်ပြီးတော့အဲ့မှာငါဘာလုပ်ခဲ့တယ်ဘာလုပ်ဘာအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ် satisfaction ဖြစ်အောင်လုပ်mudita exercise ကိုယ်mudita လုပ်အောင်အဲ့မှာတန်ထုတ်လို့တဲ့လူတွေပြလက်မြတ်ထုတ်လို့တဲ့လူတွေပြည်စည်းထုတ်လို့တဲ့သူတို့အခန်းကဏ္ဍအတိမဖြူလိုက်ကိုယ့်ရဲ့mudita ပိုအားကောင်းသွားတယ်ကိုအားကောင်းသွားတယ်သူများကိုအတိမဖြူဆိုတာကိုအတ္တနည်းသွားတာပဲကိုအတ္တနည်းသွားတယ်ပြန်ပြီးတော့အကျဉ်းချုပ်လိုက်ရင်ဒီနေ့ဘုံဘုံ emphasize လုပ်တဲ့ဟာကပထမဆုံးတရားထိုင်တာ focus ကောင်းအောင် distraction နဲ့အောင်ပေါ့ pressure များရင် distraction များတယ်ပြိုင်ဆိုင်မှုများရင် distraction များတယ် distraction များတယ်အဲကြောင့် distraction များတဲ့အခါ lonely ဖြစ်ဖို့ပိုလွယ်တယ်တဲ့ depression ဖြစ်ဖို့ပိုလွယ်တယ်တဲ့စိတ်က vulnerable ဖြစ်တယ်ပေါ့ focus မကောင်းနောက်တစ်ခုကအတိမတ်ပြုတဲ့အကျင့်ပေါ့ကောင်းတော့အတိမတ်ပြုတဲ့အကျင့်လူတွေအတိမတ်ပြုတာကိုမှဘာရော့သွားတော့ဘာမရော့ဘူးပိုတော့တိုးလာတယ်တန်ဖိုးပိုတော့တိုးလာတယ်ဒါမဲ့ကိုကကြောက်စိတ်နဲ့လေပြိုင်ဆိုင်နေချင်းတဲ့လူတွေကတော့သူများအတိမတ်ပြုလိုက်ရင် तू ကကိုယ့်ထက်သာသွားဆိုတဲ့စိတ်ဖြစ်တယ်တင်ငယ်စိတ်တွေဖြစ်တယ်ကြောက်စိတ်တွေဖြစ်တယ် insecure စိတ်တွေဖြစ်တယ်အဲဒါကြောင့်သူများကိုအတိမတ်ပြုမှအယံကိုဝင်နေအယံကိုတွန့်ဆုတ်တယ်အယံကိုတွန့်ဆုတ်တယ်အယံတွန့်ဆုတ်တယ်အဲဒါကြောင့်အတိမတ်ပြုတာအယံကိုအားကောင်းတယ် recognition is very powerful in everything in negotiation in intrapersonal relation in customer care ကောင်းတာကိုအတိမတ်ပြုတယ်မိဘကသားသမီးတစ်ခုကိုဆုံးမခြင်းနဲ့ဆိုရင်ကိုဆုံးမခြင်းနဲ့အရင်မပြောနဲ့လေသူစူးစမ်းသူဖြစ်တဲ့ဟာတွေအဲ့ဒါတွေကိုအရင်ဆုံးအတိမတ်ပြုလိုက်ရင်သူ့ရဲ့အုံနောက်ကိုမှန်ကန်တဲ့ default ခေါ်တာ default position ခေါ်တာအဲ့မှာကိုကပြင်ပေးလိုက်တာဒီခွက်သေးသေးလေးကြည့်ပေါ့နော်အတိမတ်ပြုလိုက်တယ်ဆိုရင်ခွက်ကိုဒီလိုလွတ်လိုက်တယ်အတိမတ်မပြုလိုက်ဘူးသူအားနဲ့ချက်ကိုပဲအချက်ချင်းပြောလိုက်တယ်ဆိုရင်လူအများဆိုရဒီလိုပဲဘာပဲထက်မိုးဝင်တော့ဒီလိုဖြစ်အောင်ခွက်ကိုအရင်ဆုံးပြင်ရတယ်နော်မှောက်နေတဲ့ခွက်ကိုလမ်းအောင်ရင်ပြင်ရတယ်အင်္ဂလိပ်လိုတော့ receptive ဖြစ်တယ်လို့ receptive ဖြစ်အောင်အရင်ဆုံးလုပ်ရတာ
Onako. Edit default position pia ayin UR. I program in UR. Ona was receptive pia. Receptive saraga. Ludiauka. Tubua to Jinanes. Edit Tubua to Jinan Ludiao ko below my lavido. Nikonsia Michu. Tubua to Jinan and Ludia. Tubua to Machinado was made a carrot to go to like Machinado, Kogule to a pit lasha. Tubua to Jinada come and pit la the hormone there. Serotonin, the oxytocin, a hormone pit. A hormone pit elua. Go ne. Inside Bido, nobody back up Chipoya, a Quinlan nade. Raja, the rogo at the Mampuda. Allow tea. Parking that had a sad that of money. Yes, up here, the Tamina Plato, you like a man. At the hope the Hoda Mahobao. A Sadaka Nepido, yes, up here who make who made, yes, up here, she light at she at a Tamina Plato, so be of Silana, told and she could Silana. Yes, up here, and look that had it. A Sadataji. Now, Bido, Shin Deudago, our baby do. To go, Doka paid her. A Sadata. And she meant that in a coup. I look bono. I dined him at Jesus in him. Yes, up here, I dined him and then needed a bit of bando. A Sada Yaraka to Maharaza. Jimmy at them, Minji, and Lokora. Maharaza Lokor. Say him at low attended as a machine. Yet I say Benshi. I looked at the Cantaro, a Santa the Asada being Asada being home. Tilopia on Lomez at Tilolonet. And a mess of him, she the mia to a young county loser. Young owners are colonale. Intellectual colonale. I came out to a soulness soul now. Davido, a mardy local media sheet at Davido Quinlupa. Lead the Marlup pyramids of Yago, Lochan Kainari sheetly. Sinji, a yet Davido, the kindness of him. Song and Joanna come and Nenda Bodway, Lote. Jenya Viro Loda at a yo Lodam home. Jenya Viro Loda. သူတိုင်းပြည်ကိုတန်ခါကိုလည်းပဲတခါတည်းဂိုင်းကွဲသွားအောင်အားပေးတယ်ပေါ့အဲ့လိုကြီးကြီးမားမားရန်မှုထားတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကဒီတိုင်းဆိုရင်တော့ဘာပဲပြောပဲသူလက်ခံအောင်မဟုတ်တာကြောင့်သူလက်ခံအောင်သူခွက်ကိုဒီလိုလှမ်းပေးလိုက်တာပေါ့အထဲသမျှထဲလို့ရတယ်စံတလောက်ထဲလို့ရတယ်ပေါ့အတိမန်ပြူတာအရာသူများရဲ့ယူရင်ချက်ကိုအတိမန်ပြူတာဒါတွေကကောင်းတာဒါကြောင့်ဘုံဘုံအတန်းကျောင်းတွေသွားတယ်ဆိုရင်မို့ကလေးတွေတင်ချအတန်းနဲ့ဝင်တဲ့အခါမှာအဲ့တင်ချဘာလို့သိဖို့လို့တော့ဘာလို့ကြည့်အတန်းနဲ့ဝင်ဘာသိဖို့လို့တော့ချင်းချင်းပြိုင်မဲ့စားဒါတွေဆွေးနွေးပါလက်တွေ့လည်းဆွေးနွေးခိုင်းတယ်အဲ့လိုဖြစ်တဲ့ခါကျတော့တင်ချအတန်းနဲ့ဝင်တာမြန်မာစာအင်္ဂလိပ်စာအဲ့ဒါဝင်တာကလေးတွေ motivation ရှိနေတယ်ပထမရအောင်ဒုတိယရအောင်ဆိုတဲ့ပြိုင်ဆိုင်မှုတွေမရှိအောင်ဘုံမောကမေးတယ်တို့နိုင်ရမှာ biology ကျွမ်းကျင်တဲ့လူနဲ့မကျွမ်းကျင်တဲ့လူဘယ်သူကပိုများမကျွမ်းကျင်တဲ့ပိုများတယ် biology ဘယ်မှာလိုအပ်တယ်ဆိုကလေးတွေဆွေးနွေးတဲ့အခါမှာသူတို့ကလုံးဝပြောနိုင်တယ်ဆွေးနွေးနိုင်တယ်ဘယ်နေရာမှာကောင်းတဲ့ဆေးပညာလိုအပ်တယ်ကိုယ့်ကိုစောင့်ရှောက်နေရမှာလိုအပ်တယ်တချို့ကြတော့အစားအသောက်မှာစားတော့လို့ဒါလည်းလိုအပ်တယ်ကလေးတွေဟိုနည်းနည်းအတန်းကြီးတယ်သူတို့ပြောတတ်တယ်ဒါတို့သမီးတို့အဲ့ဒါလေးပဲကောင်းတဲ့ထက်အောင်အဲ့ဒီဟာနဲ့ biology ဖတ်ပါအတော်ဆုံးထဲမှာပါစေရမယ်
ရွေချက်မှန်တာရွေချက်မှန်တာပြီးရင်ကိုကြိုးစားမှုကိုပြန်တွေးပြီးတော့ satisfaction exercise လုပ်ခိုင်းအဲ့တော့ biology အတန်းထဲမှာဝင်တာသူ့အတွက် meaningful ဖြစ်နေတယ် meaningful ဖြစ်နေတယ်ဒီဟာလေးရပ်ပြီးတော့နောက်ခေါင်းစီတစ်ခုနောက်ဆုံးခေါင်းစီဒါ growth mindset ဒါ resilient နဲ့ပတ်သက်တယ်ဉာဏ်ကောင်းတာချင်းတူရင် IQ ကောင်းတာချင်းတူရင် growth mindset ရှိတဲ့လူ resilient ပိုကောင်းတယ်တဲ့ကြံ့ကြံ့ခံနိုင်ပို့များဥပမာလေးပြောပြမယ်ဒီထက်မှကိုပြမယ် praise ဆိုတဲ့ဟို video clip ထဲမှာဒါလည်းပဲ Stanford တက္ကသိုလ်က professor တယောက်ပဲဘုံမောအချင်းချုံပြောပြမယ်9တန်းကလေးတွေကို9တန်းစာဖြည့်ခင်အကုန်ဖြည့်နိုင်တယ်အဲ့ကလေးတွေကို choice အဲ့ကလေးတွေကို choice ပေးတယ်ရွေးချယ်စရာပေးတယ်ခက်တဲ့မေးခွန်းတွေနဲ့လွယ်တဲ့မေးခွန်းတွေခက်တဲ့မေးခွန်းရွေးဖြည့်ရင်တဲ့အမှတ်နဲခြင်းနဲလိမ့်မယ်ဒါပေမဲ့ရေရှိမှအုံနောက်ကောင်းသွားမယ်အုံနောက်ပို့ကောင်းမယ်အဲ့တော့လွယ်တာပဲအမြဲတမ်းရွေးပြီးတော့လုပ်တဲ့လူ easy option ပဲရွေးတဲ့လူ ਨੇ နော်ဒီခက်တဲ့ဟာဆိုရင်ကြောက်တယ်ပေါ့အာမထုတ်ခြင်းပေါ့အဲ့လူကတစ်မျိုးခက်တာကိုလည်းပဲရွေးခြင်းနဲ့စိတ်ဝင်စားတယ်အဲ့လူကတစ်မျိုး EQ กว่าတယ် EQ กว่า resilient မှာ true ခြင်းกว่า resilient က EQ ပဲကြံ့ကြံ့ခံနိုင်မှုဆိုဇွဲပေါ်အဲ့ EQ ဒါဖြင့်ပို့ပြီးတော့တေချအောင်ဘာလို့တော့ကလေးတွေငါးရန်ကလေးတွေလောမဖြေနိုင်တဲ့မိကွန်း impossible task ဆိုအဲ့ဒါကိုဖြေခိုင်းတာအဖြေမှန်ရချင်လို့မဟုတ်ဘူးထွက်ပေါက်မရှိဘူးဆိုရင်ဒီကလေးတွေဘယ်သူကစစ်တက်ကြတော့ဘယ်သူကဆက်ပြီးတော့ထွက်ပေါက်လိုက်ရှာတော့အဲ့ဒါတွေ့ချင်တယ်ဖះလောင်းဆိုတာလေသူတဘောအထဲနဲ့တော့မှအဖြေသူရှာတဲ့ဟာမရဘူးလေးတင်ချင်တဲ့ကဘာတသိန်းဆိုရှာရင်ရှာတွေ့အောင်ရှာ resilient ကဘယ်လောက်ထိကောင်းလို့တွေ့အောင်ရှာဘဝပေါင်းများစွာဒါဖြင့်စိုင်းမွေးဖြည့်တဲ့45မိနစ်ဆိုပါတော့တနာရီ45မိနစ်တနာရီတွင်းမှာကိုမဖြည့်နိုင်တဲ့မေခွန်းတစ်ခါတနာလုံးစိတ်ညစ်ပြီးတော့ဒီတိုင်းထိုင်နေကို EQ ဘယ်မှာရှိတော့နောက်ကလေးတအုပ်စုကတော့တဲ့မဖြည့်နိုင်တဲ့မေခွန်းချိပြီးတော့ဒါမတွေ့ဘူးစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်နောက်တစ်ပုတ်ထပ်ဖတ်ခြင်းဒါလည်းမဖြေနိုင်ဘူးငါဖတ်ထားတဲ့ဘယ်ကောင်းစီးနဲ့တူလားမသိဘူးဆိုတော့ရှောက်တွေးနေရတယ်သူလည်းမဖြေနိုင်ဘူးဖြေနိုင်တာတော့မဖြေနိုင်ဒါပေမဲ့သူအချိန်ကုန်သည့်အထိကြိုးစားတယ်တဲ့မဖြေနိုင်တဲ့မိကွန်းအဖြေမှလုံးဝမသိတဲ့မိကွန်းကိုလေဖြေရတယ်သူ့မှာပျော်နေတာဘာလို့ပျော်ဆိုတော့ဒါအသစ်ပဲတဲ့ဒီဆရာမကြီးတို့မေးကြည့်ဦးမယ်ဒီမိကွန်းနဲ့ဘယ်ကနေယူလာလဲမသိဘူးတဲ့အဲ့စာအုပ်နာမည်မေးပြီးတော့အိမ်ပြန်ရောက်ရင်အမေဝယ်ခိုင်းမယ်တဲ့ပြီးရင်ငါလေ့ကျင့်မယ်ကလေးကထွက်ပေါက်ရှာနေတာတွေးနေတာနော်ဒီကလေးကစစ်တက်ကြတာမဟုတ်သူ resilient ကောင်းစစ်တက်ကြကလေးကတော့သူမေခွန်ဖတ်ကြည့်ပြီးတော့လေဒါလည်းမရအောင်ဒီပုတ်လည်းမရအောင်ဒီပုတ်လည်းမရအောင်ဆိုတော့ခါတယ်ခြာတယ်မဖတ်တော့အချိန်ကုန်သည့်အထိအာမထုတ်တော့ဘာဆက်တွေ့ငါဒီနေ့မဖြေနိုင်ဘူးအိမ်ရောက်တော့အမေဆူးမယ်ထင်တယ်တွေးတာ negative ပဲတွေးတာဟိုတယောက်ကတော့သူမဖြေနိုင်တဲ့လို့ကိုအမေနဲ့လက်တွဲပြီးတော့ဖြေရှာမယ်ဒီကလေးကြတော့အမေဆူးလိုက်မယ်အဖေရိုက်လိုက်မယ်အဲ့လိုပဲတွေးတယ်တယောက်ကကြောက်စိတ်တယောက်ကကြောက်စိတ်မရှိဘူးဒါကြောင့်ကြောက်စိတ်ရှိတဲ့လူက resilient level နှိမ့်တယ်ကြောက်စိတ်မရှိတဲ့လူကအဖြေရှာတာပို့ပြီးတော့ဇွဲရှိတယ်ဒါဖြင့်
ကလေးတွေကဘာဖြစ်လို့ခက်တဲ့မေကုန်းကိုမကြောက်ပဲခက်တဲ့မေကုန်းတွေရွေးတာတော့တချို့ကလေးတွေဘာလို့ခက်တာတွေကြောက်ပြီးတော့လွယ်တဲ့ဟာပဲရှိရလို့ဆိုတော့ငါမြောင်းသွားလို့ငါအမှတ်နဲမှဆိုလို့တခါတည်းခက်တာတွေမရွေးတော့ငါအမှတ်နဲဆိုသူများငါထင်သေးလိမ့်မယ်ဟိုကလေးကြတော့ငါအမှတ်နဲတာအဲ့ဒါ तू မကြောက်တော့ဘူးဘုဒ္ဓအသက်ရဖို့ तू ဘုဒ္ဓတိုးတက်ဖို့အတွက် तू စိတ်ဝင်စားတာအသက်ဖြစ်တဲ့ဟာစိတ်ဝင်စားခက်လေစိတ်ဝင်စားအဲ့ဒါ growth mindset လို့ဒါဖြင့်ဘယ်ကလေးကဘာဖြစ်လို့ growth mindset တဲ့ဝင်ဘယ်သူက fixed mindset တဲ့ဝင်သွားတော့မွေးကြတာပါလားမွေးကြတာတော့အဲ့ဒါတွေမထင်ရှားပါဘူးမိဘတွေဆရာသမားတွေအခန်းကဏ္ဍဒီ video clip ကပြောပြတယ်မိဘတွေကနေပြီးတော့ကလေးတွေကိုလူကြီးတွေကနေပြီးတော့ဒီဝန်ထမ်းတွေကိုတော်တယ်လို့ချီးမွမ်းရင်တဲ့သူတို့ fixed mindset တွေဝင်တတ်တယ်တော်တယ်ဆိုတဲ့ပုံရိပ်ထိန်းထားခြင်းထိန်းထားခြင်းဒါလို့ရင်နည်းနည်းလေးချွတ်ချော်သွားရင်ငါပုံရိပ်ပြတ်သွားလိမ့်မယ်ငါတော်တယ်ဆိုတဲ့ပုံရိပ်ပြတ်သွားလိမ့်မယ်အဲ့ပုံရိပ်ပဲအဓိကဒီနေ့ရင်ပြောမယ်ဆိုရင်ဟိုပါဠိလိုပြောရင်တော့တက္ကာဒိဋ္ဌိဖြစ်သွားတာပေါ့ပုံရိပ်တော်တယ်ဆိုပြီးတော့ချီးမွမ်းလိုက်လို့တော်တယ်လို့မချီးမွမ်းပဲနဲ့ကြိုးစားတယ်လို့ချီးမွမ်းရမယ်ဘယ်တော့ဟာဘယ်ဟာသားမလုံနိုင်ဘူးသမီးကမလုံနိုင်ခဲ့ဘူးအဲ့ဒီဟာကိုဒါလေးကြိုးစားလိုက်လို့အခုဒီမှာကြည့်ဒါလေးတိုးတက်လာတယ် process ကိုရလက်နဲ့ process နှစ်ခုတွဲပြီးတော့အဲ့ဒီလိုရှင်းပြနိုင်ရင်တဲ့ကလေးက growth mindset ထဲဝင်တယ်ပေးပဝင်ခြင်းအရေးကြီးပုံเนาะဆရာတွေအရေးကြီးပုံမိဘတွေအရေးကြီးပုံဒါလေးကြည့်လိုက်အောင် So check this out. Carol Dweck and her colleagues wanted to look into the impacts that praise had on children's development. So what they did is they took over 400 fifth grade students from all across the nation and they did a really simple yet interesting study. Here's how it went down. They gave all the kids a really easy non-verbal IQ test. There were 10 questions and at the end of the test they praised all the children in one of two ways. The first group was praised for their intelligence. So they said, wow, great job, you must be really smart at this. Now the second group was praised for their effort. So they said, wow, great job, you must have worked really hard at this. Now this is a really subtle difference. Kaledi mudita လုပ်တာပဲမုဒိတာမလုပ်ဘဲနဲ့ကလေးတွေကိုရှုတ်ချရဲဆိုတော့ကလေးကလုံးဝစစ်တကြတာမုဒိတာအရေးကြီးပုံပြောပါတယ်အားပေးတယ်ဆိုတော့မုဒိတာလုပ်တာသူတို့ကောင်းခွက်ကိုကြည့်ပြီးတော့သူတို့အားပေးတာအပြင်ဒီနေရာမှာမုဒိတာလုပ်တာတော့မှမှားတယ်ဆိုတဲ့အကြောင်းဒီသူတွေနာဒီစာအုပ်လေးပါဒီစာအုပ်လေး mindset ဆိုတာဘန်ကောက်ဟိုထဲမှာ airport မှာရှိပါတယ်ဒီဘက်က intelligence ဆိုတာလေ intelligent ဒီဘက်ဘက်ကဉာဏ်ကောင်းတာ intelligent ဉာဏ်ကောင်းတာကိုချီးမွမ်းတာ you must really be smart you must be smart at this နေရာဒီဒါနဲ့ပတ်သက်ပြီးတော့မှာပဲဒီတိုင်းချီးမွမ်းလိုက်ကွာမသိဘူးသူတွေနာရှိလို့ကွာသိရတာအဲ့လိုလို့ကလေးတွေကနောက်ပိုင်းကြတော့လေလွယ်တာနဲ့ခက်တယ်ဆိုရင်လွယ်တာပဲရွေးတော့တယ်တဲ့လွယ်တာပဲရွေးတော့တယ်လုပ်ငန်းခွင်ဆိုတာခက်တာရှိမှပဲမျောလင့်မထားတဲ့အခက်ခဲတွေတွေ့ရမှာပဲတွေ့ရင်
ကို resilient ဘယ်လောက်ရှိတော့မရှိတော့ကိုယ့်ရဲ့အောင်မြင်မှုကအဲ့မှာဆုံးဖြတ်တာတယ်ဟိုဘက်ကတော့effort ဆိုတာလေ effort သူရဲ့ကြိုးစားမှုပေါ့ကြိုးစားမှုကိုချီးမွမ်းတယ်မုဒိတာလုပ်တယ်တဲ့ဘယ်လိုဖြစ်မှာတော့ဆက်ကြည့် But the impact it had is incredible. So after praising the kids and getting them divided up into the two groups, they gave them all an option for their next test. The first option was, hey, this next test is going to be a little bit harder, but it's going to be a great opportunity to learn and grow. Now the second option was, this next test will be similar to the first and you will surely do well on it. Now the interesting thing is, out of the group that was praised for their intelligence, 67% of them chose the easier option, while 92% of the kids who were praised for their effort chose the harder test. This is unbelievable. ဒီဟာကြည့်ညံကောင်းတယ်လို့ချီးမွမ်းခံတဲ့ကလေးက3ယောက်မှ2ယောက်69ရာခိုင်နှုန်းနော်လွယ်တာပဲရွေးတယ်ကြိုးစားတယ်လို့ချီးမွမ်းခံတဲ့ကလေးကြတော့100မှာ92ယောက်ခက်တာရွေးတယ်ခက်တယ်မကြောက်ဘူးခက်တာအောင်မှစိတ်ဝင်စားတယ် challenging ဖြစ်တယ်စိန်ခေါ်မှုတွေများတဲ့နေရာမှာ mindset ဘယ်လောက်ရေးကြည့်တယ်ဆိုဒီစာအုပ်ရဲ့ basic question ကတော့လူတွေက IQ တော်တာချင်းတူပါရဲ့နဲ့ဘာလို့တချို့အောင်မြင်ပြီးတော့တချို့ကမအောင်မြင်တော့တချို့ဒီအခက်ခဲရှိနေရာမှာဇွဲရှိလို့တချို့ကဇွဲမရှိဘဲနဲ့စောစီစီလက်လျှော့လို့အဲ့ဒါတွေ့တယ်ဒါဖြင့်ဘာဖြစ်လို့လက်လျှော့တော့ဘာဖြစ်လို့လက်မလျှော့တော့ဆိုတော့ mindset မှာကွာလို့တယ်နောက်ဆုံးတော့ mindset ဒီဟာကြည့်ဘလောက်ကွာတော့ဆို100မှာ92ယောက်ကခက်ခဲမကြောက်ဘေးပတ်ဝန်းကျင်ရဲ့ input အရေးကြီးပုံเนาะ environment အရေးကြီးပုံဆက်ကြည့် Unbelievable to think about how just the subtle difference in the way that they were praised had such an impact. Carol Dweck explains why this happens. Child or adult hears, oh, you think I'm brilliant and talented. That's why you admire me. That's why you value me. I better not do anything that will disprove this evaluation. As a result, they enter a fixed mindset, they play it safe in the future, and they limit the growth of their talents. Whereas focusing on the strategies they use, the way they're stretching themselves and taking on hard tasks, the intense practice they're doing, those are the kinds of things that say to a child or an older athlete, it's about the process of growth. As a result, they don't feel, oh, if I make a mistake, you won't think I'm talented. They think, oh, if I don't take on hard things and stick to them, I'm not going to grow. Next, Dweck and her colleagues gave all the kids a really, really difficult test. It was one that they would surely fail, but they wanted to look at how the different kids attacked this challenge. Dweck noticed that the group that was praised for effort worked harder, longer, and actually enjoyed this test more than the group. အဲ့လေးပြန်တော့ဟုတ်ပြီကြိုးစားတယ်လို့ချီးမွမ်းခံတဲ့ကလေးရတဲ့မဖြေနိုင်တဲ့မိကုံးလေ work harder ပို့တော့ကြိုးစားတယ်တဲ့ work longer အချိန်ပိုပေးတယ်အချိန်ပိုသုံးတယ် enjoy it more အရေးကြီးတာဒီကလေးတွေကမဖြေနိုင်တဲ့မိကုံးဖြေရတာစိတ်ထဲမှာပျော်နေတာမဖြေနိုင်ဘူးဒါပေမဲ့အဲ့ဟာကိုစိတ်ဝင်စားတဲ့တခါတည်းအဖြေတွေလိုက်ရှာနေ growth mindset ရှိတယ်တဲ့ဒီကလေးကြိုးစားရင်တိုးတက်မယ်ဆိုပြီးတော့ယုံကြည်တဲ့ကလေးတွေဆက်ပါ
had more than the group that was praised for their intelligence. This group got really frustrated with this test and had the tendency to give up early. ဒီကလေးတွေကြတော့အလွယ်တကူစိတ်ပြတ်တယ်တဲ့နော် easily frustrated နောက်ပြီးတော့ give up early စောစောစီစီလက်လျှော်တယ်ကိုယ့်ကိုပြန်သုံးသပ်ဖို့စိန်ခေါ်မှုနဲ့တွေ့တဲ့အခါမှာကိုက growth mindset ထဲမှာရှိလား fixed mindset ထဲမှာရှိလားဆက်ကြည့် After this artificially induced failure round, all of the kids were given a third and final test. Now, this test was the same level of difficulty as the first one, but check out the results. The group that was praised for their intelligence actually did worse on this test than the first one. Their average score actually dropped by 20%, while the group that was praised for their effort did significantly better, raising their average score by nearly 30%. ဒီအားလေးကြည့်ဒီရှိမှ performance ကကွာသွားတယ်လုံးဝဝိရိယကောင်းတယ်ဆိုတဲ့ကလေးတွေကသူတို့ရဲ့ performance သူတို့ရဲ့စွမ်းဆောင်မှုက30%လောက်တက်သွားတယ် EQ ကြောင့်ညံကောင်းတယ်ဆိုတဲ့ကလေးအချင်းမွန်ခံတဲ့ကလေးတွေက20%လောက်လျော့သွားတယ်ပေါင်းလိုက်တဲ့ခါကျတော့50%လောက်ကွာသွားတယောက်က20ကျတယ်တယောက်က30တက်တယ်ဒါဖြင့်ရေရှိမှာရေရှိအောင်မြင်ဖို့အတွက်ဆိုတာဘာလို့တော့ resilient လို့တဲ့အဲ့ resilient ဘယ်ကနေလာတော့ mindset ကနေလာတယ်အခုကို fixed mindset ထဲဝင်ရင်လား growth mindset ထဲဝင်အဲ့လိုကြည့်ဒီအားလေးရပ်ပြီးတော့နောက်တစ်ခုကြည့်မယ် growth mindset what is it how it works ဆိုတဲ့အားလေးကြည့်အောင် If you operate in the world of sports or education, you've most likely heard of the term growth mindset. It's a concept that's sweeping the world and changing and improving the way that people learn. This powerful idea has been pushed forward by Stanford professor and best-selling author Carol Dweck. For decades, I've been studying why some people succeed while people who are equally talented do not. And over the years, I've discovered that people's mindsets play a crucial role in this process. These mindsets are really important when it comes to learning. Her work has uncovered two ways of thinking about skill and development. Some people have what's called a fixed mindset. They believe that skills and intelligence are set and you either have them or you don't. That some people are just naturally good at things while others are not. In short, they believe that you are not in control of your abilities. Other people have what's called a growth mindset, and they believe that skills and intelligence are grown and developed. So people who are good at something are good because they built that ability, and people who aren't are not good because they haven't done the work. In short, they believe that you are in control of your abilities. Really, the core idea here is people with a fixed mindset believe that skills are born. People with a growth mindset believe that skills are built. People with a fixed mindset believe that you can't or don't have to learn and grow. And people with a growth mindset do believe in their capacity to learn and grow. Dweck's work shows mindset နဲ့ခုကွာခြား growth mindset ရှိတဲ့လူကတိုးတက်မှုဆိုတာတဲ့နော်မွေးကြရပါလာတာမဟုတ်ကြိုးစားဖြစ်နေတယ်ကြိုးစားဖျားတော်ဖြစ်နေတယ်ဆိုတဲ့အယူမျိုးပေါ့အဲ့အယူပဲ growth mindset ရဲ့ယုံကြည်မှုပဲကြိုးစားရင်ထူခြားမယ်မကြိုးစားသေးလို့မတတ်တာမကြိုးစားသေးလို့မလုပ်နိုင်တာ fixed mindset ရှိတဲ့လူကြတော့သူကအစားစားရသူကမွေးကြတဲ့ပုံသေးဖြစ်လာပြီညံကောင်းတဲ့လူကမကြိုးစားလဲသူကသူကောင်းပြီးတော့တော်ပြီးသားညံမကောင်းတဲ့လူကဘလောက်ပဲကြိုးစားမထူးဆိုပြီးတော့သူကအဲ့လိုယူဆထားတယ်အဲ့ဒါ fixed mindset လို့ခေါ်တယ်။နောက်ကိုယ့်ကိုသုံးသပ်နေရာမှာရော
ကိုယ့်ရဲ့လုပ်ပေါ်ကံဘက်တွေကိုကိုသုံးသပ်တဲ့နေရာမှာရောကိုကဘယ် mindset ထဲဝင်လို့ဆိုအဲ့ဒါလေးကြည့်ရမယ်ဆက်ကြည့်မယ် Dweck's work shows that mindsets have a major influence on people's ability to learn, and that people who utilize this growth mindset tend to learn, grow, and achieve more over time than people solid foundation for great learning. And because of its power, companies, sports teams, and schools from all over the world are implementing. Over the years, we've worked with a ton of amazing groups to help instill this within their culture. We're talking Fortune 500 companies, lots of colleges, lots of high schools, and even a few prisons who are working to build growth mindset into their reentry program. What I'm trying to say is this is bigger than one study or one TED Talk. This is a powerful concept that's helping lots of different people in lots of different places. Now, the reason it's so important and powerful is it is the foundation for learning. And if you understand this, no matter what you build on that foundation, it will be more powerful. But to really implement and run with this concept, we need to zoom in and look at the nuts and the bolts of it. We need to talk about what it actually is and how it actually works. Through years of work, Dweck and her team have uncovered sort of the defining characteristics of the two mindsets. This table really illustrates the contrast between the two. The first big characteristic we need to talk about is belief. Again, people with this fixed mindset believe that skills are born and therefore they can't or don't have to learn. People with a growth mindset believe that skills are built, therefore they can learn. The second major characteristic is focus. People in a fixed mindset tend to focus on performance and outcomes and results. In other words, their main focus, their main concern becomes how they look, and more specifically, to not look bad. People with a growth mindset tend to focus more on the process of getting better, of learning and growing. Growth mindset and fixed mindset ဘယ်နေရာကွာတော့ဆိုယုံကြည်မှုနဲ့သူတို့ရဲ့အာရုံစူးစိုက်မှုဆိုတာတော့အဲ့ဒီထဲမှာရည်ချက်ပါတယ်ပလေးဒါစောပိုင်းပြောခဲ့ပြီfixed mindset ရှိတယ်လို့ကျွမ်းကျင်မှုဆိုတာတဲ့မွေးရပါလေးလာတင်လို့မရဘူးဒီထက်တိုးတက်အောင်လုပ်လို့မရဘူး fixed mindset ရှိရလို့ယုံကြည်တယ် growth mindset ရှိလို့ကတော့မဟုတ်ဘူးကျွမ်းကျင်မှုဆိုတာတိဆောက်ယူရတယ်တိဆောက်ယူနိုင်တယ် you can learn လေးလာနိုင်တယ် you can grow တိုးတက်နိုင်တယ်ကြိုးစားမယ်နောက်တစ်ခုက focus กว่าဒီ growth mindset ရှိရလို့ဖြစ်စဉ်ပေါ့ကြိုးစားမှုဖြစ်စဉ်ပေါ့နော် A ကနေ B A မှာကြိုးစားရင် B ရောက်တဲ့အခါဘယ်လိုရနိုင်တယ် B မှာကြိုးစားရင် C မှာဘယ်လိုဖြစ်နိုင်တယ် A မှာမကြိုးစားဆိုရင် B မှာဘယ်လိုဖြစ်တယ်သူ့ရဲ့ consequence တွေသူကအဲ့ပုံစံမျိုးနဲ့တွေးတယ်အကြောင်းအကျိုးနဲ့တွေးတယ်ပေါ့အကြောင်းအကျိုးနဲ့တွေးတယ် process ကိုတွေးတယ်အဲ့ဒါ process လို့ခေါ်တယ်ဒီ fixed mindset ရှိတဲ့က process တစ်ခုလုံးမတွေးဘဲနဲ့သူက outcome တစ်ခုပဲတွေးတာ result တစ်ခုပဲတွေးတာရလဒ်တစ်ခုပဲတွေးတယ်ပေါ့ဒါကွာတဲ့ဟာဒါဖြင့်ရလဒ်တစ်ခုပဲတွေးရခံကြတော့ဒီ fixed mindset ရှိတဲ့လူကသူများအထင်မသေးအောင်လောက်ပဲသူကြိုးစားတယ်အထင်မသေးအောင်ပဲကြိုးစားစာကြိုးစားတယ်သူများအထင်မသေးအောင်လောက်ပဲသူကြိုးစားတယ်ဘွဲရအောင်လည်းသူများအထင်မသေးအောင်လောက်ပဲကြိုးစားတယ်အလုပ်လုပ်တာလည်းသူများအထင်မသေးအောင်လောက်ပဲကြိုးစားအလုပ်လုပ်တယ်လူလောကကိုအကျိုးပြုမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမရှိဘူးနော်လူလောကအကျိုးပြုမယ်ဆိုတဲ့စိတ်ဓာတ်သူအတွေ့ထဲမှာမရှိဘူးဒီ growth mindset ရှိလို့ getting better သူတင်းနေတဲ့ပို့ပြီးတော့ဒိုးတက်အောင်ဘူးသူတာပို့တော့များအောင်သူအဲ့လိုဟိုတွေးတယ်တဲ့ဆက်ပြီးတော့ဖွင့်တယ်
characteristics have a huge influence on our ability to learn, and now we start to see why. Let's look at like the 4 key ingredients to growth: effort, challenges, mistakes, and feedback. Okay ဒါလေ ဒီ၄ခုအသိရေးကြည့်တယ်နံပါတ်1တစ်ခုက effort ကြိုးစားမှုကိုယုံကြည်လားမယုံကြည်လားအဲ့ထဲပါတော့ကြိုးစားမှုယုံကြည်တာမယုံကြည်တချို့ကကြိုးစားမှုတော့ဒီမယုံကြည်ဘူးနော်နောက်တစ်ခုက challenges စိန်ခေါ်မှုရှိလာပြီဆိုရင်ကိုယ့်ရဲ့တုံ့ပြန်မှုကဘယ်လိုတော့ခဏတော့ကလေးတွေကြည့်သူတို့လုံးဝမဖြေနိုင်တဲ့စာဒါမှမဟုတ်သူတို့လွယ်တာလည်းရှိတယ်ခက်တာလည်းရှိတယ်ဘာရွေးတော့လုံးဝမဖြေနိုင်တဲ့အရာချက်ချင်းအဖြေလုံးဝမသိတဲ့အရာအဲ့ဒါမျိုးဆိုရင်သူတို့ respond ကပါတော့ဒါ challenges စိန်ခေါ်မှုအခက်ခဲတယ်ဖះလောင်းဆိုရင်တော့အများကြီးပေါ့ဒီလိုအခက်ခဲတွေအများကြီးကြော်လောင်းတယ်ခက်ခဲတယ်ဆိုရင်တော့အမှားရှိမှာပဲအမှားရှိမှာအမှားတကူဖြစ်လာတဲ့အခါမှာဒါမှမဟုတ်ဒီချွင်းချက် shortcoming အဲ့ဒါမျိုးတွေရှိလာတယ်ဆိုရင်ကိုကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမြင်တော့တချို့လူတွေအဲ့ဒီအမှားကိုအင်္ဂလိပ်လိုပြောရင်တော့ identity အနေနဲ့သူတို့ကမြင်တယ်ငါမတော်လို့ငါမှားတယ်ငါညံ့လို့မှားတယ်ငါဘယ်လိုဖြစ်တော့ငါဆိုငါထည့်လိုက်တယ်ငါထည့်ရင်တော့ငါခံရပြီတဲ့ရိတ်တာမှပြောနေတယ်ငါမထည့်နဲ့ဝေဒနာထဲမှာငါမထည့်ရင်အဲ့ဝေဒနာကြိုးနိုင်တယ်ပေါ့အဲ့တော့ growth mindset ရှိလို့ကျတော့ तू က identity အနေနဲ့မမြင်ဘူးငါအနေနဲ့မမြင်ဘူးပုံရိပ်မတိဆောက်ဘူးပေါ့ तू ကဘာအနေနဲ့မြင်ဆိုတော့ data အနေနဲ့မြင်တယ် data အချက်လက်ထုံးတယ်ဒီလိုလုပ်ရင်ဒီလိုမဖြစ်ဘူးဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတော့ data အနေနဲ့မြင်တာ identity and data အဲ့ဒီကဒီအမှားနဲ့ပတ်သက်ကိုယ်စကားပြောမှားတာရှိမယ်ပုံမတရားဟောတာပြောခြင်းနဲ့မပြောမိတာရှိတယ်ရှေ့နောက်ပြောင်းပြန်ပြီးတော့ပြောလိုက်လို့ impact တိတ်မရှိတာတွေအဲ့ဒါမျိုးတွေပေါ့အမှားတွေပြန်တွေ့ရတာပေါ့တချို့အားကြတော့မပြောသင့်တာတွေပြောမိတာတော့အဲ့ဒါမျိုးတွေပေါ့အဲ့ဒီဟာကို data အနေနဲ့မြင်နေဆိုရင်ကို improve လုပ်နိုင်တယ် data အနေနဲ့မမြင်ဘဲနဲ့ငါအနေနဲ့မြင်နေဆိုရင်တော့စစ်တက်ကြသွားမှာဒါက mistake ရှိတယ်ချွင်းချက်ရှိတယ်ဆိုရင်ပေါ့ feedback ရှိတယ်တဲ့ feedback company ပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်အိမ်မှာပဲဖြစ် feedback ရှိတယ်တဲ့ feedback ရှိတယ်အဲ့ဒီ feedback ကိုရတဲ့အခါမှာဒီ fixed mindset ရှိတဲ့လူကဒီငါပြောခံရတယ်ငါကြမှာပြောတယ် you take it personally ပုဂ္ဂိုလ်ရေးရအဲ့လိုမြင်တယ်တဲ့ပုဂ္ဂိုလ်ရေးရမြင်တယ်ငါဆိုပြီးတော့မြင်တယ် growth mindset ရှိလူကြတော့အဲ့လိုမဟုတ် feedback ရဲ့တန်ဖိုးကိုမြင်တယ်သူများနေပြီးတော့ဒီလိုဝေဖန်မှုတွေပေးလို့ဒီလိုထောက်ပြလို့ရှေ့ကိုခက်မြန်ရောက်မှာထောက်ပြလူမရှိရင်တော့ငါတစ်ချိန်မဟုတ်တစ်ချိန်မှားမှာအဲ့လိုထောက်ပြလူရှိရင်တော့နောက်တစ်ခါမှားဖို့နဲသွားပြီလေနဲသွားပြီဟုတ်ဒီတကားရင်းနေတော့နားလဲမယ်ဘုံခုပြောတဲ့ဟာလေဘုံတို့ရဲ့ပညာရေးထဲမှာဆရာလေးပညာရေးထဲမှာသူအင်္ဂလိပ်စာမထည့်ဘူးအင်္ဂလိပ်စာမပါဘူးနိုင်ချာသာနာပြုဖို့အတွက်ဆိုတော့သူကအရန်ခက်ခဲတယ်1986မှာမင်းကွန်းဒီပရိကဆရာတော်ကြီးကနိုင်တော်ပရိသတ်တက္ကသိုလ်ကိုဘာသာရပ်ဒီဘာသာရပ်မဟုတ်ဘာသာစကား5ခုသင်ရမယ်အင်္ဂလိပ်စာပြင်သစ်စာဂျပန်စာဂျာမန်စာတရုတ်စာအဲ့လိုမိန့်ထားတာဟုတ်တိန်တော်ကြီးရဲ့တိန်နားမှာရှိတဲ့ကြောက်စာလေး
တက်သွားရင်ညာဘက်မှာရှိကြအဲ့ကြောင့်စားတယ်မှာအဲ့ဘာသာစကား၅ခုရွေးချက်ထည့်ထားသေးတယ်ဒါပေမဲ့တကယ်လက်တွေ့ကောင်းတယ်ပေါ်တဲ့ခါကျတော့ခက်ခဲတဲ့အများကြီးရှိတာပေါ့နော်တိတ်မဖြစ်ဘူးအင်္ဂလိပ်စာတစ်ခုတည်းထောင်မှာဒါလုံတော့မထည့်နိုင်ဘူးပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဘုံပြောချင်တာကဘာပြောချင်တာလဲဆိုတော့ဘုံတို့ဒီ Oxford ဝန်နိုင်လောက်အောင်အင်္ဂလိပ်စာလုပ်တယ်ဆိုတာအရင်တော့ဘုံတို့ခက်တော့ငယ်တော့အင်္ဂလိပ်စာသင်တန်းကျောင်းတွေလည်းရှိတာမဟုတ်ဘူးနောက်9တန်းကျမှအင်္ဂလိပ်စာစပြီးတော့သင်ရတဲ့ခေတ်နောက်ဘုံအတန်းကျောင်းလည်းတစ်ခါမတည့်ဘူးငယ်ကလေးကဒီကျောင်းသားနေပြီးတော့ကိုရင်ဝတ်လာနော်ဒီ6နှစ်သား9နှစ်သားကလေးကဘိုးကိုရင်ဖြစ်လာတာအဲ့တော့ဘကိုးရတဲ့ခါကျမှအသက်16နှစ်လောက်ရောက်မှဆိုင်မဖြည့်ပြီးဆိုရင်တလနားခွင့်ရတယ်ပေါ့အဲ့နားခွင့်မှာမိဘစီမပြန်ဘဲနဲ့ရန်ကုန်လာပြီးတော့အင်္ဂလိပ်စာသင်ဖုံလေးလာအင်္ဂလိပ်စာလေးလာတဲ့နေရာပေါ့လေးလာတဲ့နေရာမှာဒီတချို့လာတွေမှာတနှစ်ကိုတလတချို့နှစ်တွေမှာပေါ့နော်တနှစ်ကို2လစုစုပေါင်း3လင်္ကာမှာစာသားမတင်ဖုံမှာ14လအင်္ဂလိပ်စာစုစုပေါင်းအဲ့ဒါနှစ်ပေါင်းဘလောက်တော့ဆို6နှစ်လောက်မှာ14လပဲဟိုဟာစုစီအဲ့ထဲမှာဘုံအရေးသင်ခိုင်းတဲ့ဆရာကဆရာတယောက်ပဲရှိတယ်။ဒီရင်ကသွားခိုင်းတယ်အဲ့ဒါလည်းပဲအရင်မများဘူးမများတဲ့ခါကျတော့ကိုကအရေးတိတ်ပြီးတော့မလေ့ကျင့်တဲ့ခါကျတော့ကိုအရေးလေကိုမှားမှမသိဘူးဘယ်မှာအားနေတယ်ဆိုကိုမသိဘူးအပြောကြတော့အဲ့ခေတ်တော့ကက်ဆက်တွေရှိတယ်လေကက်ဆက်နဲ့အဲ့ကက်ဆက်ကိုဘုံမောကက်ဆက်တွေရှာပြီးတော့နားထောင်တာကက်ဆက်73ခုလောက်ဒီလိုနားထောင်ရင်နဲ့အလွတ်နေပါရတယ်အဲ့ထဲမှာ BBC ကနေထုတ်လို့တဲ့ Follow Me ဆိုတာပါတယ်အဲ့ ABC ကစားသူ့အတန်ကိုပြန်ပြီးတော့လိုက်တာတဲ့ ABC ဆို ABC အဲ့ဒီအတန်ဘုံမောလိုက်ပြီးဆိုအတန်ထွက်မှာအတိုင်းတာတစ်ခုထိရတယ်စကားပြောမှအတိုင်းတာတစ်ခုရတယ်အရေးမှကြတော့တခါမှအလေးမီလေ့ကျင့်ဖို့တော့လေကိုတက်လာမတက်ရေးတက်လာမရေးတက်ကိုမသိခံဘုံဘုံနေတိလန့်ရှင်တွေတို့ကပါဠိတရားတွေလေ့လာတယ်ဒါပေမဲ့တခါမှပါဠိလို့ရေးပါဠိရေးကျင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ခါကျတော့တို့ပါဠိရေးမှားလားမှန်လားအဲ့ဒါတွေတို့ကမသိဘူးအဲ့ဒါနဲ့ဘလောက်တွေဖြစ်တုံးဆိုတော့သတိလင်္ကာမှာမာစတာသွားလို့တော့3ခုတော့ရတယ်this is ဒီရေးတာလည်းတခါရေးပြီးတော့ပို့လိုက်တာဟောလည်းတိတ်မပြင်ပေးဘူးအဲ့ဒါအောင်ရုံလေးပေးလိုက်တာပဲဘုံပြောချင်တာက supervising ဒီ attention ကနည်းတယ်လို့ပြောချင်တယ် also ရောက်တဲ့ခါကျတော့ supervision ဟိုကအရင်နိကကလုပ်ပြီးတော့လေပထမတစ်နှစ်ဆိုရင်လေရေးပြီးတော့ဘုံဟိုဇိုင်းမွေးဖြေရတဲ့ခါမှာကြာတော့မလို့ examiner နေအောင်လာပြီးတော့စစ်ဆေးတဲ့ခါမှာ academy ပုံစံလုံးဝမပါဘူးဘာဖြစ်လို့တော့ဆိုတော့ကိုကမမားခဲ့လို့ဘာလို့မမားတော့မရေးလို့မမားတာတက်လို့မမားတာမဟုတ်ဘူးမရေးလို့မမားတာအဲ့ဒါနဲ့ဆရာကြီးဘုံဘုံရဲ့ဆိုပဲစကအင်္ဂလိပ်စာဆရာတယောက်စီပို့နေတယ်ဘုံဘုံအဲ့ဆရာကြီးသွားခါကြတော့ဘုံဘုံရေးထားတဲ့ဟာတွေကို तू ကဘုံဘုံနဲ့တူဖတ်တယ်ပြီးရင်အမှားတွေထောက်ပြတယ်တချို့အရာကျတော့အမှားတွေမထောက်ပြဘူး तू မေးခွန်းတွေမေးတယ်မေးခါကျတော့ကိုကပြန်ပြီးတော့တွေးတယ် connection တွေလိုနေတာလား consistency တွေလိုနေတာလားရွေးတဲ့စကားလုံးတွေလိုနေတာလားကိုပြောတဲ့ဟာကပြောတာတခြားရေးတွေးတာတခြားရေးတာတခြားဖြစ်နေတာအဲ့ဒါပြန်မြင်လာတယ်အခုဘုံဘ academic writing နဲ့ reading သင်နေတယ်အဲ့ဒီတွေးကြုံနဲ့ပြန်သင်နေတာအဲ့တော့ဘုံပြောချင်တာဘာပြောချင်ဆိုဘုံဟိုပါဠိသင်တဲ့ဟာနဲ့နိုင်ရှင်ကြည့်တာကိုပါဠိသင်တဲ့ဟာကြတော့ဘုံ
သူများလိုမြန်မာနဲ့ဖြေတဲ့ဟာပေါ့ဘုံမှာပါဠိလိုဖြေတော့အဲ့ဒါလည်းပထမဆုံး6နှစ်ပေါ့နော်ပါဠိလိုတစ်ခါမှဟို essay မရေးဘူးတော့လေဖြေမရေးဘူးခါကျတော့ကိုတစ်ခါမှမမှားဘူးပေါ့ဘာလို့မမှားတော့ရေးမှမရေးဖြေချင်းနဲ့ရေးလေရေးတခါတည်းအကုန်လုံးหนีကုန်တာပဲအမားတွေကြီးပဲ10ဘုတ်ဖြေ10ဘုတ်မှာနောက်တရက်10ဘုတ်10ဘုတ်ထပ်မှာ9ရက်ဖြေ9ရက်မှာအကုန်လုံးအနီကြီးပဲအဲ့နဲ့ဘုံရဲ့တငယ်ချင်းနှစ်ပါးလေကိုလူရေးတဲ့တို့ကတော့မလုပ်တော့ဘူး give up လုပ်တာ fixed mindset တွေဝင်တာဘုံမှာ growth mindset တွေအတိအကျဝင်လို့မဟုတ်ဘူးဒီပါဠိဘာသာကိုအရန်ကိုတရားတရားရှိလို့အဲ့ဆက်ကြိုးစားဆက်ကြိုးစားနောက်ထပ်နှစ်ပတ်ကြာစီအထိနှစ်ပတ်ကြာလည်းပဲအကုန်လုံးမင်းကြီးကြီးပဲတခါတစ်ခုမှမမှန်ဘူးသုံးပတ်ကြာစီအထိအကုန်လုံးမင်းကြီးတွေနဲ့သုံးပတ်နောက်ပိုင်းမှာလေမင်းကြီးတွေကတိတာတာရော့သွားတယ်တလားလောက်ကြာတဲ့အခါကျတော့မင်းကြီးကမရှိသလောက်ဖြစ်တယ်အဲ့ကြမှာလေဘုံအခုမှပြန်စဉ်းစားကြည့်တာအမားရဲ့ဂျေစုလေဘလောက်ရေးပါတော့အဲ့အမားကိုယ်ရင်မကဘဲတကယ်လို့ဘုံကအခုဒီရေးတဲ့စာရေးတဲ့အကျင့်မျိုးပေါ့ရှိခဲ့ရင်ပေါ့အဲ့အမားတွေကိုမှတ်တမ်းတင်ထားမယ်ဆိုရင်ပေါ့အများကိုလည်းရှင်းပြနိုင်မယ်ဆိုဘယ်လောက်ကောင်းမှာမှားခဲ့တဲ့ဟာလေအဲ့ဒီအမားကိုအချိန်ယူပြီးတော့အပေါ်အလုပ်သူ့အလုပ်မဟုတ်ဘဲနဲ့ဘုံမို့အတွက်လုပ်ပေးတဲ့စာချဆရာတော်တပါသူ feedback ပေးတယ်ပေါ့သူ့လည်းအခုတွေးနေအခုချက်သိမ်းနေထားတယ်သူမုဒိတာဖြစ်လိုက်တာလေအဲ့ဒီလိုတပါရှိလို့အဲ့ဒါ also ကဒီ academic English writing ဆရာ English department ကရိုးလေးပဲအဲ့ဆရာဘုံမသူအိမ်တိသွားပြီးတော့နည်းနည်းဟို side business ကိုနာမရှိတဲ့သူအိမ်အဲ့နာသွားပြီးတော့သူအိမ်ပေါ့နော်အဲ့ဒါလည်းပဲသူကလက်ဆန်းပြင်ဆင်ပြီးတော့တင်ပေးတာမျိုးမဟုတ်ဘုံမရေးတဲ့ဟာကိုသူ့သွားပြအဲ့အတူတူဖတ်တာအတူတူဖတ်ပြီးတော့သူ comment တွေပေးတယ်မေးခွန်းတွေပေးတယ်အဲ့ဒီကနေရလာတယ်ဖြစ်တယ် and all mistakes and feedback they are so invaluable အမားနဲ့ feedback နဲ့ဘယ်လောက်ရေးကြည့်တယ်အဲ့ဒီမှာကိုယ့်ရဲ့ mindset ကိုကြည့်တယ်အဲ့ဒီအမားတွေမှာငါထည့်ရင်အဲ့အမားကိုကြောက်သွားပြီအမားကြောက်တဲ့လူဟာအမားတွေတတိတတန်းရှေ့မှာစောင့်နေအမားမကြောက်ဘဲနဲ့အမားတွေဘသူတွေကဘလို့မှားတော့ငါဘလို့မှားအဲ့အမားတွေကြောင့်လေ့လာတဲ့လူအဲ့လူကအမားနေတာအဲ့လူတွေအမားနေတာဒါဖြင့်အခုကြံတဲ့အချိန်လေးဟွာလေးလည်းပဲ10မိနစ်လောက်လေးဘုံမှာပါလို့ခြင်းတော့ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေ3ယောက်4ယောက်လောက်ဘုံမှာ10မိနစ်လောက်ဆွေးနွေးခြင်းတယ်ဆွေးနွေးခြင်းမှာ mindset နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခြင်းတယ်ဆွေးနွေးစေခြင်းတယ်9မိနစ်10မိနစ်လောက်ပေါ့အဲ့လိုဆွေးနွေးတဲ့အခါမှာလုပ်ငန်းခွင်မှာ mindset ကိုပြန်ပြီးတော့review လုပ်စေခြင်းတယ်ကိုယ့်အကူနော်ဘုံမို့ပြန်ပြောပြဖို့မလို့သူများလည်းပြောပြဖို့မလို့ကိုယ်နဲ့ရင်းနှီးတဲ့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ဆွေးနွေးကြပါကဲပါလေ3-4ယောက်လောက်ပေါ့အုပ်စုလေးဖွဲ့ပြီးတော့ပြောကြ
ဉာဏ်ကောင်းတာနဲ့ဝိရိယကောင်းတာအဲ့ဒီပုံရိပ်လေးလဲကြည့်ပြီနော်အဲ့ပုံရိပ်လေးလဲဆွေးနွေးပြီကိုဘယ်လိုမြင်တော့သူများကိုဘယ်လိုပြောတော့ကိုကသူများဘယ်လိုပြောတော့အဲ့
ချိန်တလောက်ပဲရတယ်ထင်တယ်နော်ဟုတ်မဟုတ်ဒီနေ့အတွက်တော့အချိန်တလောက်ပဲရမယ်ဒါကိုပြန်ပြီးတော့အချင်းချုပ်လိုက်ဒီနေ့ဘုံပေးထားတဲ့ခေါင်းစည်းက resilience and success through mudita and growth mindset mudita နဲ့ growth mindset နဲ့တဆင့်ပထမဆုံး resilience ကောင်းအောင်ဘယ်လိုတည်ဆောက်မှာလို့ဒီဟာလေးပုံပေါ်ဆွေးနွေးသွားတယ်အမှအချိန်များသလောက်ဒီဟာတော့ဆွေးနွေးနိုင်တယ်လေ့ကျင့်ခန်းလုပ်နိုင်တယ်ပေါ့မဖြေနိုင်တဲ့မေခွန်းနော်အဲ့မေခွန်းဟာကြောင်းမေခွန်းဖြစ်မယ်ဘဝမေခွန်းဖြစ်မယ်လုပ်ငန်းခွင်ရင်မေခွန်းဖြစ်မယ်အဲ့မေခွန်းတွေနဲ့ကြုံလာတဲ့အခါမှာ response ကကွာပါတယ်ဘာကြောင့်ကွာတော့ဆိုတော့မုဒိတာရှိတာမရှိတာအဲ့ပေါ်မှာလဲကွာတယ်နော်အဲ့ပေါ်မှာလဲကွာတယ်နောက်တစ်ခုကတော့ mindset ပေါ်မှာလဲကွာတယ် growth mindset လဲ fixed mindset လားအဲ့ resilient ပေါ်မူတည်ပြီးတော့ success ကဆုံးဖြတ်သွားတာနိုင်ငံတစ်နိုင်ငံလားကုမ္ပဏီတစ်ခုလားမိသားစုတစ်ခုလားပုဂ္ဂိုလ်တစ်ယောက်လားသူ့ရဲ့အောင်မြင်မှုကိုသူ့ရဲ့ resilient ကဆုံးဖြတ်သွားတယ် resilient ဆိုတဲ့နေရာမှာစိတ်ဝင်စားတာမဝင်စားတာပါတယ်နော် motivation ပါတယ်နော် performance ပါတယ်အဲ့ဒီမှာအကုန်ပါတယ် resilience တယ်မှာဒါကြောင့် resilience ကိုလွယ်လွယ်လေးပြန်ပြီးတော့နေ့စဉ်ဒီဆောက်ဖို့ကတော့ကိုကြိုးစားခဲ့တာပြန်တရိယာသူများကြိုးစားတာအတိမတ်ပြုသူများဆိုတဲ့နေရာမှာနှစ်ယောက်ပဲရှိတယ်တယောက်ကတော့ကိုသိတဲ့လူနောက်တယောက်ကိုမသိတယ်ကိုသိတဲ့လူအခါတယောက်ပြီးတယောက်သူတို့ကြိုးစားတာအတိမတ်ပြုပေးပါအတိမတ်ပြုရင်ကိုယ့်ရဲ့ကြောက်စိတ်တွေနည်းသွားလိမ့်မယ်နောက်ပိုင်းကျတော့ကိုမသိတဲ့လူခရောင်းကဖြီးလမ်းမပေါ်မှာ9မိနစ်လောက်ရပ်ပြီးတော့ဥဒ္ဓဟောသွားလာနေတဲ့လူတွေကိုကိုစိတ်ကူးရင်းနဲ့အတိမတ်ပြုတာလေဘဝအတွေ့အကြုံနဲ့အတိမတ်ပြုတယ်အဲ့ဒီလိုအတိမတ်ပြုနိုင်တဲ့လူအတိမတ်ပြုရဲ့လူကကြောက်စိတ်အလိုလိုနေသွားတယ်စိတ်ဆိုတာသူကတအာယုံတစ်စိတ်ပဲဖြစ်တာစိတ်တစ်ခုကတစ်ချိန်မှာအာယုံတစ်ခုပဲယူတယ်စိတ်တစ်စိတ်ပဲဖြစ်တယ်ဘိဓမ္မာသဘောတရားအရဒါဖြင့်မုဒိတာဆိုတဲ့ကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်မှာစစ်တကြတာဆိုတဲ့အကုသိုလ်စိတ်တွေမဖြစ်ဘူးသူများကိုမနာလိုဝန်တိုဆိုတဲ့စိတ်မဖြစ်ဘူးစိုးရိမ်နေဆိုတဲ့စိတ်တော့မဖြစ်ဘူးမုဒိတာဆိုတဲ့ဘလောက်ရေးခြင်းမြတ်စွာဘုရားဖြစ်ခါနေမှာမနတ်တွေတိုက်ခိုက်တာခံရတယ်အတွင်းပြင်တိုက်ခိုက်တာပေါ့အခုနေပြောမယ်ဆိုလောတယ်တိုက်ခိုက်တာခံတာအဲ့တော့အဲ့တိုက်ခိုက်တဲ့လူတို့အာယုံမပြုတော့ဘဲနဲ့သူဘာအာယုံပြုလို့ဆိုတော့သူစူးစမ်းခဲ့တာသူပြန်ပြီးတော့အာယုံပြုတယ်ဒါတွေပါမီဖြစ်ခဲ့တယ်အခုငါ့ကိုဒီပလင်ပေါ်ကနေသူတို့ကဖယ်ခိုင်းတယ်ငါထိုင်နေတဲ့ကလထိုင်ဗုဒ္ဓအနေနဲ့ဆိုရင်တော့ပလင်ပေါ်အပရာစိတပလင်ဒီပလင်ငါတိုင်းစူးစမ်းထားတော့ငါထိုက်တယ်လို့ငါဒီပလင်ပေါ်ထိုင်ရတာဆိုပြီးတော့ထားမပေးဘူးမုဒိတာနဲ့ထားမပေးတာနော်မခံကျင်တဲ့စိတ်နဲ့မဟုတ်ဘူးအင်ရှိမင်းသားဘုရင်သားတော်သူ့တိုင်းပြည်ရဲ့စစ်တပ်အင်အားငွေကြေးအင်အားလူအင်အားအသုံးပြုပြီးတော့လည်းပဲအဲ့ဒီမနက်တွေကိုပြန်ပြီးတော့မတုံ့ပြန်ဘူးဘာနဲ့တုံ့ပြန်တယ်မုဒိတာနဲ့တုံ့ပြန်တယ်ဖះမဖြစ်ခင်လေဘလောက်ထိအားကောင်းတုံးဆိုတော့ဥပမာလေးပေးတာလေဝတ္တန္တရီကသူ့ရဲ့စတုံးကိုညစ်တဲ့အခါမှာရေးချီးပြီးတော့အဲ့ဒီလာတိုက်ခတ်တဲ့လူတွေရေးတဲ့မျောပါသွားတယ်ဒါတော့ metaphor တစ်ခုအနေနဲ့ယူဆမယ်ဆိုရင်ကိုမုဒိတာလိုင်းလုံးကအားကောင်းတယ်ဆိုရင်သူများပေးတဲ့
ဒီ feedback တွေစေတနာမှန်နဲ့ပေးတာလဲပါနေနေစေနာမမှန်ပဲနဲ့အတ္တပေးတာဖြစ်နေတယ်ဘလို့ပဲဖြစ်ဖြစ်ကိုယ်မထိခိုက်ဘူးလို့ပြောတာကိုယ်မထိခိုက်ဘူးဒီဟာလေးအရေးကြီးတယ် King Construction Company founder နဲ့ဝန်ထမ်းများအားလုံး customer များအားလုံး resilience အားကောင်းပြီးတော့ကိုကြိုးစားမှုတိုင်းမှာအောင်မြင်ကြပါစေကကြီးသုံးပါကျော်လွှားနိုင်ကြပါစေကိုတွင်ကိုပါအိမ်တွင်အိမ်ပါပြည်တွင်ပြည်ပါကြဲကြဲပြန့်ပြန့်ထီထီရောက်ရောက်သာသနာပြုနိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေအကုန်လုံးလိုက်စုချအရှင်ဘုရားယနေ့ယခုဖြူဖြူသမျှဒါနာကုသိုလ်ဝေယဝိစာကုသိုလ်တရားနာခြင်းဓမ္မသဝနာကုသိုလ်တရားထိုင်ခြင်းဘာဝနာကုသိုလ်ထိုကုသိုလ်ကောင်းမှုမြတ်ဖောင်းစုတို့ကြောင့်ဖျားတပည့်တော်တို့သည်ဘေးကင်းရန်กว่าချမ်းသာချမ်းသာကြပါစေကပ်ကြီးသုံးပါကျော်လွှားနိုင်ကြပါစေကိုယ်တွင်ကိုယ်ပါအိမ်တွင်အိမ်ပါသာသနာပြုနိုင်ကြပါစေဤကုသိုလ်ကောင်းမှုဤအဖို့ပါကကိုယခုဘဝရှေးဘဝတော်စကြသောအမိအဖအဖိုးအဖွာဆရာသမားဆွေမျိုးညာတကားအစထား၍30ဘုံချင်းလဲကြကုန်သောဝိနည်းတတ္တဝါပေါင်းတို့အားအမြတ်ပေးဝေငါပါ၏အမြတ်ရ၍ကိုယ်စိတ်နှပြချမ်းချမ်းမှချမ်းသာသာရှိကြပါစေသောယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်